ကဲဒီနေ့သာသနာတော်တက်ကြီး2558ခုနှစ်ကောဇာတက်ကြီး1386ခုနှစ်ဒေါ်သရင်လာဇန်14ရက်နေ့ခရစ်နှစ်2014ခုစက်တင်ဘာလ9ရက်နေ့9ရက်တနင်္ဂနွေနေ့ဆန်ဖရန်စစ္စကိုဘေးဧရိယာဒီလီစီတီမြို့ထေရဝါဒဓမ္မအသင်းကကြီးမှုကျင်းပတဲ့ဓမ္မသင်တန်းပေါ့အဲ့တော့ဘုန်းကဒီမှာအမေရိကကိုပြန်ရောက်တဲ့အခါဒီဓမ္မတွေနဲ့တွေ့ရအောင်ဒါကကိုတက်တူကနေပြီးတော့ဒီတရားသင်တန်းဖြစ်မြောက်အောင်စီစဉ်ပေးတာအင်မတန်ကျေးဇူးတင်ပါတယ်အားလုံးသင်တန်းသားတွေတွေ့ရတာတဲ့ဝမ်းသာအဲ့တော့ဘဝမှာပြင်းလွှားရင်းနဲ့မောတာပေါ့နော်ဒါပေမဲ့ဒီကရဲကိုဓမ္မတွေပြန်တွေ့ရတော့ဘဝအမောပြေတယ်ပြောရမှာနော်ဘဝအမောပြေတာပေါ့အဲ့ဒါလေးတွေရှိတယ်အဲ့တော့ဒီနေ့တွေ့တုံးလေးကိုဘုန်းကသင်တန်းကဟိုလိုလချီပေးတာမျိုးမဟုတ်တော့ topic တစ်ခုပဲဘုန်းကပြောနိုင်မှာပေါ့အဲ့တော့ပြောနိုင်တဲ့အခါမှာဒီနေ့ဘုန်းကဘာလေးရွေးချယ်ထားလဲဆိုဘာမှမပြင်ဆင်ခဲ့ဘူးဒါဘာလဲဆိုအမှန်တရားကိုသူက level 3မျိုးနဲ့ဘုန်းတို့လေ့လာသုံးသပ်ခြင်းဆိုတဲ့နေရာမှာအဲ့ဒါလေးကိုဘုန်းကပြောခြင်းတယ်လောကမှာအမှန်တရားတွေဆိုတာရှိတယ်အဲ့တော့အမှန်တရားဆိုတဲ့နေရာမှာလူတစ်ယောက်နဲ့တစ်ယောက်တတ်မှတ်ထားတဲ့အမှန်တရားချင်းကမတူဘူးဒါမှမဟုတ်သူကသစ္စာတရားတွေပြောတဲ့အခါမှာသစ္စာဟာအမှန်တရားဖြစ်ခဲ့ရင်တစ်မျိုးတည်းပဲရှိရမယ်ဘာဖြစ်လို့သစ္စာ၄ပါးဖြစ်နေတယ်ဆိုဖြစ်လာရောဟုတ်တယ်နော်တစ်မျိုးပဲရှိတယ်ဒါပေမဲ့သူကဒီအမှန်တရားလို့သတ်မှတ်ထားတဲ့နေရာမှာကိုယ် level နဲ့သူ့ level သူက level ချင်းမတူအဲ့တော့ဘုန်းက level 3မျိုးဖြင့်အမှန်တရားတွေသစ္စာတရားတွေရှာကြအဲ့တော့ level 3မျိုးဆိုတဲ့နေရာမှာနံပါတ်1ကဘာ level လဲဆိုတော့ fundamental level fundamental level အနေနဲ့သစ္စာအမှန်တရားတွေကိုပြောတဲ့အခါမှာသူ့ရဲ့အတွေးအမြင်ကတစ်မျိုး intermediate အလယ်နဲ့ပြောပြတော့လဲသူ့ရဲ့အတွေးအမြင်ကတစ်မျိုး advanced level ကြတော့လဲသူ့အထင်အနေထားနဲ့သူ့ဟာနဲ့သူကြတော့အမှန်တရားတွေကြီးပဲအဲ့တော့ fundamental level ကိုဘာနဲ့အမှန်တရားကိုပြောမလဲဆိုတော့ဘုန်းတို့ကဒီလောကမှာအခြေခံတရားတွေဆိုရရှိတယ်အဲ့တော့စာပြောပြောမယ်ဆိုရင်တော့သမုဒိသစ္စာ level ပေါ့သမုဒိသစ္စာ level နဲ့ပြောရင်သူကသူ့ဟာနဲ့သူတော့အမှန်တရားပဲဥပမာဆိုတော့သမုဒိသစ္စာ level နဲ့ပြောမယ်ဆိုရင်ဘုန်းတို့လူတွေကိုတွေးကြတဲ့အခါမှာဘာနဲ့ပြောလဲဆိုတော့ယောက်ျားပဲမိန်းမပဲအမျိုးကောင်းသားပဲအမျိုးကောင်းသမီးပဲကလေးပဲလူကြီးပဲပြောတော့ဒါသူ့အမှန်တရားနဲ့သူကိုယ်ကရှိတယ်အဲ့တော့ဒီ level မှာတွေ့ရင်ဘုန်းတို့ကဒီစကားပဲသုံးရမယ်ဒါမှမဟုတ်သမုဒိသစ္စာဟာမေဖို့နိဗ္ဗာန်ရခြင်းရဲ့တက်ရဲ့အကြောင်းထောက်ပံ့မဟုတ်ပေမဲ့လို့သူကလည်းသိရမှာပဲသူ့ကိုပယ်လို့မရဘူးသစ္စာတရားတွေအမှန်တရားတွေကိုတန်းပြောလို့မရဘူးသူကသမုဒိသစ္စာနဲ့သုံးရတာဒါမှမဟုတ်သူက level သုံးတဲ့ခါမှာအဲ့ဒါလေးလည်းနားလေရတယ်အဲ့တော့အဲ့ဒါကိုမမှန်ဘူးလို့ပြောလို့မရဘူးအဲ့တော့ဘုန်းတို့ကသမုဒိသစ္စာနယ်ပယ်ထဲမှာနေတဲ့လောကနယ်ပယ်ထဲမှာနေတဲ့လူသားတစ်ယောက်ဟာငါဒီနေ့မျိုးရဲသွားတယ်ကျုံးနဲ့နှစ်ပါးတွေ့ခဲ့တယ်ပြောလို့ရပါမလားဘာတွေ့ခဲ့တယ်ပြောမှာအမျိုးသားဖြစ်တွေ့ခဲ့တယ်အမျိုးသမီးတွေ့ဒါမှအဆင်ပြေမှာလေကိုလို့ဆိုယုံနဲ့နှစ်ပါးတွေ့ခဲ့တယ်ယုံနဲ့နှစ်ပါးနဲ့ဒီကယုံနဲ့နှစ်ပါး contact လုပ်ခဲ့တယ်ဟာဒီလူတော့ something is wrong ပေါ့တခုတော့မှားပြီဒီလိုပဲထင်မှာပေါ့ဒါကြောင့်သူကကြည့်ရတယ်ဘုန်းတို့တရားလေးလာတဲ့ပုဂ္ဂိုလ်ဖြစ်ပေမဲ့လို့အရိယာနယ်ပယ်ကိုမရောက်သေးဘူးဆိုရင်ဘုန်းတို့စကားပြောတဲ့နေရာအင်မတန်အရေးကြီးပါလားဒါကြောင့်ဘုန်းတို့ဗမာပြည်မှာဆိုအခုအရေးကြီးတဲ့ခေတ်ကာလမှာရေးကြီးတဲ့အချိန်ကာလမှာဘုန်းတို့စကားကိုထိန်းသိမ်းပြောတယ်ပြောချင်တာကတော့ကိုပြောတဲ့စကားကိုကိုတာဝန်ယူနိုင်ရမယ်စကားတစ်ခုပြောပြီးဆိုဒီစကားကိုတာဝန်ယူနိုင်ရမယ်တာဝန်မယူနိုင်ဘူးဆိုရင်ကိုစကားကဒီအကျိုးတရားမှုပေါ်မှာတမျိုးထိပဲဖြစ်သွားတယ်ဒါမှမဟုတ်တစ်ခါလေကျစကားပြောတဲ့ဟာလည်းအရေးကြီးပါတယ်အဲ့တော့ဘုန်းတို့ကထားတော့ဘုန်းတို့ဓမ္မသင်တန်းမှာတက်ပြီးမယ်လို့အင်မတန်မှအကျော်တရားဆရာတော်ကြီးတွေဟောတဲ့တရားတွေနာကြားသူဖြစ်ပေမဲ့လို့ဒီ level ဟာလည်းသူ့ဟာနဲ့သူတို့စကားအရသုံးရတာပဲအဲ့တော့ intermediate level မျိုးကြတော့သူကအစပိုင်းတော့ဒီယောက်ျားမိန်းမငါသူတစ်ပါးယောက်ျားမိန်းမမရှိဘူးဆိုရင်ပဲငါသူတစ်ပါးယောက်ျားမိန်းမနဲ့ပဲသူကဒီလိုသွားတာ哦အဲ့ဒါကိုအထက်ကိုရောက်တော့မယ်အထက်တန်းကိုပို့ကျင်တဲ့ခါမှာကြတော့သူကဘာလုပ်ရလဲဆိုတော့ intermediate level ကြတော့ဒီနည်းအားဖြင့်ပြောမယ်ဆိုရင်တော့သိက္ခာသုံးပါးနဲ့ပြောမယ်ဆိုရင်တော့သီလ level တမာရီ level ပေါ့ဒီထားပါတော့အဲ့တော့ intermediate level မျိုးကြတော့သူကတရားတွေကိုသူကဆွေးနွေးရတော့မှာဥပမာလူတွေဟာစိတ်ကောင်းရှိဖို့တို့ဒုစရိုက်မှုတွေဖြစ်ဖို့တို့ကုသိုလ်အကုသိုလ်တရားတွေဟောဖို့ဆိုတာသူကမေဖို့နိဗ္ဗာန်တရားမရခင်မှာဒါတွေကသူက foundation အနေနဲ့
ဒီ level တစ်ခုအနေနဲ့သူကသွားရတာအဲ့တော့သူက intermediate level မျိုးကြတော့သူကသမုဒိသစ္စာတော့သမုဒိသစ္စာ level လောကအများပြောတဲ့ဟာမျိုးဒါပေမဲ့လို့သူကနည်းနည်းလေးမြင့်လာပြီလူဆိုတာပတ်ဝန်းကျင်ကိုမှီပြီးတော့ကောင်းခြင်းဆိုခြင်းဖြစ်တယ်ဆိုတရားလေးတွေကနှွဲလာပြီလူဟာမွေးရပါအနေနဲ့ကောင်းတဲ့တချို့ကြတော့မွေးရပါကစိတ်ကလေးကတန်တန်လေးပေါ့စိတ်ကလေးဟာအာဂန္တုကလို့ခေါ်တဲ့လောဘဒေါသမောဟစတွေနဲ့မရောနှောခင်မှာတနည်းအားဖြင့်မကောင်းတဲ့လူယုံမာတွေနဲ့မပေါင်းသင်းတဲ့ပုံကိုယ်တွေမှာဆိုရင်စိတ်ကလေးတွေကကြည်တန့်တာဒါမှမဟုတ်ကလေးလေးများဟာသူတို့မျက်နှာလေးတွေကမျက်လုံးလေးတွေကကြီးနာကလေးလေးအပြည့်ကင်းစင်တာတကယ်သားငါးစားတဲ့အကောင်တွေဖြစ်ပေမဲ့လို့ဒီတာဇန်တို့ဘာလို့ဆိုတောထဲမှာကလေးလေးတယောက်ပြစ်ထားတာဟိုကမစားရဘူးမတော့ဘူးဒီလိုပဲမေတ္တာတရားကသူ့ဟာသူဒီကလေးလေးကိုတွေ့ရတဲ့အခါမှာဝဲဝင်ကြီးတွေကမိခင်စိတ်ဝင်လာတာဒီကလေးလေးပေါ်မှာဒါမေတ္တာတရားတွေပေါ့ဘုန်းတော်ကတော့ပြောတတ်ရင်တော့အာမေတ္တာတရားဘယ်လိုရှိပါလဲသူတို့ရဲ့ဖြူစင်တဲ့မေတ္တာကဒီမှာအကျိုးတရားတွေတက်တာပေါ့အဲ့တော့မေတ္တာတရားတွေရှိတယ်အဲ့တော့ intermediate level မှာဘုန်းတော်ကဒါတွေကိုသူကနားလည်အောင်ပြောရတဲ့အခါမှာတရားဓမ္မတွေစပြီးအခြေပြုပြီးခုနမင်္ဂလာတရားတွေလေ့လာတယ်မေတ္တာတရားတွေလေ့လာတယ်ဂုဏ်တော်တွေပွားများတယ်လူတွေစိတ်ကောင်းရှိအောင်ဘယ်လိုမွေးရမလဲဆရာတော်တွေကထက်ပေါ့လေဒါတွေကိုပိဋကသုံးကလာတဲ့တရားတွေကိုပြောတော့လူကတော်တော်လေးတော့လက်ခံနိုင်စွမ်းရှိလာတယ်ဒါမှမဟုတ်ဘုန်းတို့မြတ်စွာဘုရားတရားတွေနာကြားတဲ့အခါမှာတဲ့ဘုန်းတို့မြတ်စွာဘုရားတရားမြတ်စွာဘုရားကတွေးကြည့်လို့ရှိရင်ဘုန်းတို့ကဘာမှာဘုရားဘယ်နှစုပွင့်နော်၅စုပွင့်ပါဘယ်နှစုပွင့်ပြီးသွားရော၄စုပွင့်သွားပြီ၄စုပွင့်တော့ပထမဘုရားကတက်တန်းဘယ်လောက်မှပွင့်တက်တန်း၄တောင်းဒုတိယဘုရားက3တောင်းတတိယဘုရားကသရုဒ္ဓဘုရားကတရားဆိုတော့ဘယ်နေရာကြီးမှလည်းမသိဘူး၄တောင်း3တောင်း2တောင်း1တောင်းဖြစ်တဲ့နေမို့လားဘာလို့ဘာဖြစ်သွားတရားဖြစ်သွားဘာလို့ဖြစ်သွားလဲတရားကဲစဉ်းစားမယ်ဆိုစဉ်းစားစရာ sequence အစဉ်အရဆိုရင်မြတ်မြတ်တတာဆိုရင်4တောင်း3တောင်း2တောင်း1တောင်းဖြစ်တဲ့နာပေါ့1တောင်းနာဖြစ်ခဲ့မယ်ဆိုရင်ကုရကဤဓမ္မကြီးတို့ဖျားမိသေးတယ်အိန္ဒိယမှာသွားပြီးတော့ဖျားသွားဖူးလို့ရတယ်။သို့မဟုတ်ဖျားဒီကြွလာမှာပေါ့။တယောက်တရားတရားကောင်းတဲ့လူဆိုဖျားပဲပြစ်ထားမှာနော်။ဟုတ်တယ်မဟုတ်လား။ဒီလီစီရီယာပုဂ္ဂိုလ်တွေပြစ်ထားမှာမဟုတ်သေးကြတယ်မြတ်စွာဘုရား။ဒီလောက်တရားတရားရှိတယ်မြတ်စွာဘုရားတရားတရားရှိတဲ့ပုဂ္ဂိုလ်တွေအကျိုးကျေးဇူးအမြဲတမ်းသူကညွှန်တာ။အဲ့တော့တသောင်းနာမှာပွင့်ရမယ်ဖျားကယာရမှာလာပွင့်တဲ့ခါမှာဖျားမှာလည်းခက်ခဲတွေအများကြီးရှိတယ်ဘုန်းတို့ဒီလိုပဲသတ်မှတ်တယ်။ဘာကြောင့်လဲဆိုရင်တဲ့။ဘာကြောင့်လဲဆိုရင်တဲ့။ तू ကဒီယာရမှာပွင့်မဲ့ဖျားကိုဖျားပွင့်မယ်ဆိုလူပြည်မှာကြွေးကြော်တာနှစ်ပေါင်း1000လောက်ကစားဖျားလူပြည်မှာပွင့်မယ်ဆိုတော့တရင်တွေကရောက်နေပြီအဲ့ဒီမှာဖျားကလည်းလူပြည်မှာပေါ်မလာတော့ဘယ်ဖျားတွေပေါ်လာဖျားထုတွေကအရင်ပေါ်ပြီလာပြီဖျားထုတွေကအရင်ပေါ်နေပြီ तू ကလည်းဘုရဏကတ္တဗလည်း तू ကပါဖျားကြီးပါဇီတာမေဂလိကောသာလာတို့ကလည်းသူတို့အဲ့လိုမျိုးတွေပေါ့ဖျားတွေကအရင်ပေါ်နေတယ်အရင်ပေါ်နေတော့ तू ကပေါ်ရုံနဲ့ပေါ်တာမဟုတ်ဘူးဗျာဘာလို့လဲဆိုတော့ဘာတွေဖြစ်နေတာ तू က तू idea တွေအတွေးခေါ်တွေကိုဟောထားတာလေပြောထားပြီလေပြောထားတော့ဒါတွေကအစွဲတွေက तू တရားတွေဟောတာတချို့ကပြောတယ်လေတချို့ဘုရားကြီးတွေကဟာကုသိုလ်နဲ့အကုသိုလ်မင်းလှုပ်ချင်ရလို့ကုသိုလ်ကလည်းကုသိုလ်ကြိုးမရှိဘူးအကုသိုလ်ကလည်းအကုသိုလ်ကြိုးမရှိဘူးဆိုတော့ဒီကံအကျိုးတရားတွေကိုကံကိုပယ်တဲ့ဝါဒလေ तू ကအရင်ဟောထားပြီလူတွေကလည်းဒါတွေကြားနာနေရပြီနောက်တစ်ခါတချို့ကြပြောတယ်ဒီအကျိုးဖြစ်ထုံးနေဆိုတာဘာမှမဆိုင်ဘူး तू က तू တတ္တဝါတွေက तू က तू အချိန်တန်ရင်တန်တရားကြီးက तू က तू စုံသွားတာအဲ့တော့ဘာနဲ့တူလဲဆိုတော့အချီလုံးတစ်လုံးကိုတဲ့ယူသွားတဲ့တောင်ပေါ်ကနေလှိမ့်ချလိုက်တဲ့ तू က तू ကုံသွားရင်ရက်သွားတာလေအဲ့တော့ဒကာကြီးတို့ဘာမှတရားတွေလည်းသွားအထုတ်เสียမလို့ဘာမှသီလဒါနသီလဘာဝနာမှုတွေကမလို့ဘာလို့ဘယ်ချိန်ကြပါဖြစ်မှာတော့အချိန်တန်သွားရင် तू က तू ရက်သွားမယ်ဆိုတော့မစိုးဘူးနော်အဲ့ဒီကခုတော့မိုင်းတို့နေတိုင်းလာရတာသိမသက်တာဘူးနော်ဟိုက तू ကနေ तू ရက်သွားလိမ့်မယ်ဆိုဒါလည်း तू ကလက်ခံနိုင်စရာပဲတော့နောက်ပြောရမှာကတရားမှုတောင်မြို့ဆရာတော်ဘုရားကြီးယူဆဖို့မကောင်းတယ်မြတ်စွာဘုရားသစ္စကပရပိုက်ကြီးကိုနှိမ်တဲ့အခါမှာဘုန်းတို့ယဉ်ကျေးမှုရာက तू ကသစ္စကပရပိုက်ကြီးကပိတ်မိန်ညှောင်းညောင်းလေးခန့်ခန့်ရမရှိဘူးလေတောင်မြို့ဆရာတော်ကြီးကဘယ်လိုပြောလဲအဲ့ဒါသဘာဝမကျဘူးတဲ့ तू ကအင်မတန်မှတပ်ပိဋကဘုရားရှင်ကဒီလိုအယူဝါဒတွေဘက်ပြိုင်တဲ့ပုဂ္ဂိုလ်တွေကိုနှိမ်နှင်းနေဆိုတဲ့နေရာမှာဟိုကလည်းသူ့ပရိသတ်နဲ့ခန့်ခန့်ညာညာပေါ့ပရိသတ်နဲ့အတိုင်းဝိုင်းနဲ့နေတဲ့ပုဂ္ဂိုလ်အောင်နိုင်ရင်ဂုံပိုးထဲတာပေါ့ခုတော့တခါတည်းကြည်နေတဲ့ပုဂ္ဂိုလ်လေးအောင်နိုင်နေဆိုတော့ဘယ်နဲ့တော့ဘုရားဂုံသိမ့်မထဲဘူးပဲဒါမျိုးကအဲ့လိုသူကယူဆတာသူကအဲ့တော့ဒီဒိဋ္ဌိဆရာကြီးတွေကလည်းသူ့အတိုင်းနဲ့အဝိုင်းနဲ့နော်ကိုနိုကလေးကချီလေးတော့မထင်နဲ့သူလည်းတကယ်အတိုင်းဝိုင်းကြီးတွေနဲ့နေတာပေါ့သူအဲ့လိုလာတာ
အဲ့တော့ဒိဋ္ဌိဆရာကြီးတယောက်ကကျတော့ဘာဖြစ်လဲဆိုတော့တတ္တဝါတွေဟာဓာတ်ကြီး၄ပါးပဲတဲ့ဓာတ်ကြီး၄ပါးပဲရှိတာယောက်ျားဆိုအမျိုးသားဆိုတာလည်းပဲဓာတ်ကြီး၄ပါးပဲမျိုးသမီးဆိုတာလည်းဓာတ်ကြီး၄ပါးပဲဓာတ်တွေဒုတ်တွေလမ်းနေဆိုတာလည်းပဲဓာတ်ကြီး၄ပါးပဲအဲ့တော့သူကလူတယောက်ကလူတယောက်ကိုဓာတ်နဲ့ခုံရင်အပြစ်မဖြစ်ဘူးတဲ့ဘာကြောင့်လဲဆိုဓာတ်ကြီး၄ပါးဓာတ်ကြီး၄ပါးတဲ့ဖြတ်သွားလေဓာတ်ကြီး၄ပါးတဲ့ဖြတ်သွားဆိုအပြစ်ရှိလားမရှိဘူးเนาะအေးအပြစ်မရှိရင်လည်းလုပ်ကြည့်ကြပါလေအဲ့ပဲ तू ကလည်း तू အတွေးခေါ်နေ तू ဒါလည်းယုံကြည်တော့ကရှိတာဒါကြောင့်မို့ထိုင်တို့ကြားဦးမှာပေါ့ကွန်မြူနတီဝါဒဘာတွေကြီးစိုးတော့ကဖုန်းတို့ပါပြီးမှသခင်တန်းတွန်းတို့လက်ထက်ကကောင်လေးတွေဆိုမင်းအဖေသားဘာအပြစ်မရှိဘူး तू က तू biological သဘောအရာ तू ကလည်း तू အပျော်ပျော်ပြီးတော့ဒါလူဖြစ်လာတယ်မင်းတို့ဘာမှပေးဆက်ခြင်းဘာမရှိဘူးဆိုဒါတွေကလည်းပြောပါများတဲ့ခါကျတော့နားဝင်တာပဲဒါမှမဟုတ်သူတို့ကကွန်မြူနတီဝါဒမှာရှိတယ်လောကမှာတဲ့ပါဝါရှိဆုံးလူတကိုးရှိအာနာရှိဆုံးလူကဘယ်သူလဲဆိုတော့မိုက်ကင်ထားတဲ့လူတဲ့လူတသန်းထဲမှာလူတသန်းလောက်ရှိတဲ့နေရာထဲမှာမိုက်ကင်ထားတဲ့လူကကျေးဇူးပြုပြီးတော့ပြေးသက်ကြီးထိုင်ကြပါခင်ဗျာဆိုမှတ်တဲ့ထိုင်သွားကျေးဇူးပြုပြီးတော့ရက်ကြပါခင်ဗျာဆိုဘာလို့တော့ရက်တာဘယ်သူကပြောနေမှတော့မသိဘူးကိုကျေးဇူးပြုထိုင်ဆိုထိုင်အောင်ပဲပေါ့ရက်ဆိုရက်ရုံပဲအခုမျိုးဖုန်းပြောချင်းခင်ဗျားတို့ထားအောင်ဟုတ်တယ်မလားဖုန်းကမိုင်နာမှာရှိတာ哦အဲ့လောက်ဒီပါဝါရှိတာနော်ဒါမှမဟုတ်အဲ့လိုရှိတဲ့ခါကျတော့ तू ကအဲ့ဒီပြောများတဲ့လူတွေပြောပါများလာရင်ခုနဒိဋ္ဌိဆရာကြီးတွေကသူတို့ဟောပြောတာများတဲ့ကသူပရိသတ်တွေကလည်းဒါလက္ခဏာပဲဒါမဆန်းဘူးလောကကြီးမှာအဲ့တော့ဘာပြောလဲဆိုတော့အဲ့တော့မိုက်ကင်ထားတဲ့လူကပါဝါရှိတယ်ဆိုတာခုကမိုင်းနဲ့တူတဲ့လူတွေကမိုက်ကင်ထားတဲ့လူနဲ့တူတဲ့လူတွေကဘယ်သူတွေတော့မီဒီယာသမားတွေဗျာမီဒီယာသမားတွေကမိုက်ကင်ထားတဲ့လူတွေပဲအဲ့ဒါခု Facebook မီဒီယာဘယ်လောက်စွမ်းလဲလို့ဒါမှမဟုတ်ခုဒီအမေရိကမှာတရဏဂုံ၃ပါး၄ပါးတောင်ပြောအောင်မလဲဖြစ်နေ Facebook တရဏံကိစ္စမီဆိုပြီးတော့ Facebook ပြောရင်အကုန်ယုံတာပဲဟုတ်ကလားဟုတ်လားတခါကြီး Facebook ကိုမေးအဲ့ဒါဖုန်းကအာအသင့်တာတခါလေးကြတော့ဖျားတရားတန်ခါယနာ၃ပါးပေါ်မှာယုံကြည်ထားတယ်ဆိုတဲ့ပုံကိုယ်တွေက Facebook ကပြောပါများလာတဲ့ခါကျတော့ယုံလာကြကြည့်ပါဦးဖျားတရားတန်ခါယနာ၃ပါးပေါ်မှာယုံကြည်ပါတယ်ဆိုတဲ့ပုံကိုယ်တွေကတန်ခါတော်ဒီဆိုတာကတန်ခါရဲ့ဂုဏ်ကျေးဇူးမှာတန်ခါတော်ဒီမှာတိက္ကပုကြီး၄ပါးရှိတယ်သူတို့ဘာအသက်ကိုတတ်ရင်ရမ်းမို့တော့ဘာလို့စီကကြသူများဥစ္စာတွေခိုးရင်ဖျက်ဆီးရင်ရမ်းမို့တော့တိက္ကပုကြသူတို့ဘာတွေထိခိုက်နစ်နာအောင်ဒီစကားတွေပြောမယ်ဆိုရင်သူကခုနမုဒဝါဒစကားအဲ့ဒါတွေကကိုယ်မှာဇာမေဖို့တရားဘယ်လိုမရဘဲနဲ့ရတာတို့တခြားအကျိုးမဲ့ပြည့်စီတာရှိရင်ဒီပြည့်တွေရှိနေတာကိုရဟန်းတန်ခါတော်တွေကနေဦးစီးပြီးတော့လူတွေကိုဂျင်နိုဆိုက်လူမျိုးတုံးတပ်ဖြတ်ပါတယ်ဆိုတော့ဘယ်သူတွေကယုံFacebook တရဏံကိစ္စမီဒီယာယုံနေမလားအဲယုံကုန်တာတခါတည်းဟာဟိုများဟုတ်နေပြီလားတကယ်ပဲလုပ်နေပြီလားယုံနေဗျာအောင်းစင်စရာဒါမှမဟုတ် तू ကအဲ့နေရာမှာမိမိတို့အခြေအနေကိုကိုယ်ကသိလိုက်ရမယ်ခုနကသောတာပန်ပုဂ္ဂိုလ်တွေကိုကြတော့ကျမ်းဂန်နေမှာအဝိဇ္ဇပတ္တနာတဲ့ဘာလို့အဝိဇ္ဇပတ္တနာဆိုလိုတာဖရာတရားတန်ခါယနာသုံးပါးပေါ်မှာမတုံမလုံသောယုံကြည်ခြင်းမျိုးဖြင့်ယုံကြည်တဲ့ပုဂ္ဂိုလ်တွေတဲ့ကိုက Facebook လေးပြောယူနေတုံလုံနေကြရဒီပုဂ္ဂိုလ်တွေဘာဖြစ်လို့အဝိဇ္ဇပတ္တနာအဆင့်တော့မရောက်သေးဘူးထင်တယ်ဟုတ်လားအဲ့ယုံအဲ့ဒါယုံသွားတာပြောပါများတော့ယုံတာပေါ့အဲ့တော့အဲ့ဒါမျိုးတွေဖြစ်သွားအဲ့တော့ဒီကြောင့်မို့ तू ကခုကြည့်ခုဗမာပြည်မှာဆိုတန်း90ကျော်ငါကတော့60ကျော်ရှိတယ်ပြောတာတန်း90ကျော်မှာဂျာနယ်9ဆောင်က editor 10ယောက်ပြောတဲ့စကားနဲ့တန်း90ပြောတဲ့စကားဘယ်ကပူစွမ်းမထင်လားကဲ editor မီဒီယာတွေကတအားစွမ်းတာအဲ့ဒါမီဒီယာတွေစွမ်းလို့သူကမီဒီယာကိုလက်နဲ့တပွဲပြီးတော့ဖုန်းနုပြလူတွေကစကားလည်းကောင်းမပြောတတ်ခုရန်တန်ဃာတော်တွေဆိုတာကဟိုပေးသက်1000 2000ခေါင်းညုံအောင်ပြောနိုင်တယ်ဆိုပေမဲ့လို့ဒီနှစ်ဖက်ဒီဘေးလိုရမယ့်စကားမျိုးတွေကြတော့သူကတိတ်မရအောင်တခါလေစွတ်တင်တာပေါ့စွတ်တင်တဲ့ခါကျတခါလေကိုစကားကိုကိုတောင်းမခံနိုင်ဘူးဆိုကိုစကားကိုလာပြီးတော့ပြန်ရစ်ပတ်တာပေါ့ဒါစကားဆိုတာတေချာစပြောတာမှကျွန်တော်စကားပြောတဲ့ခါမှာမြတ်စွာဘုရားကတော့စံထားတဲ့စကားရှိတာပေါ့စကား6ခုလူနိုင်ထွန်းလဲဘာလို့နှခုံးကိုသာအကျိုးရှိရအဲ့ဒါနှခုံးကဘာလဲဆိုတော့ဘုရားဟောတဲ့စကားတိုင်းဒီအကျိုးရှိမယ်မှန်လဲမှဟုတ်လဲဟုတ်မှန်နဲ့ဗါတဲ့အကျိုးလည်းရှိမယ်သူတို့ဘာတွေကြိုက်တာတွေမကြိုက်တာရှိတယ်သို့မဟုတ်သူတို့ဘာတွေလက်ခံနိုင်တာရှိတယ်လက်မခံနိုင်သည်ဖြစ်စေလက်ခံနိုင်သည်ဖြစ်စေဘုရားကတော့အမှန်တရားဆိုပြောရအဲ့ဒါလေးရှိလာအဲ့တော့ရှိတဲ့ခါကျတော့ကြည့်ဒိဋ္ဌိဆရာကြီးတယောက်ကဘာပြောလဲဆိုတော့တတ္တဝါတွေဟာတဲ့တဏ္ဍရာဝဆင်းရဲမှလည်းလွတ်မြောက်ခြင်းနဲ့လည်းပြောတယ်တန်ရောစဉ်တွေကလည်းများလိုက်တာဟုတ်
ဟုတ်တယ်မလားတန်ဝစဉ်ရှိရင်တန်တရားတွေကလွတ်ပါမလားမလွတ်ဘူးနော်အဲ့တန်ဝစဉ်ကဘယ်လိုတန်ဝစဉ်လဲဆိုနောက်ဆုံးတော့ကိုယ်ဘဝတွေပေါ်မှာဘလောက်ဘဝတွေပေါ်မှာဘဝတဏှာတွေပေါ့တန်ဝစဉ်တွေဘလောက်များလဲဆိုတော့လူတွေကအဝတ်ဝတ်ထားတာဒီပင်ကိုယ်ဘဝတွေကိုတန်ဝစဉ်ရှိလို့အဝတ်တွေဝတ်ထားရတယ်ဗျာဟုတ်လားအဲ့တော့အဝတ်ဝတ်ထားခြင်းဒီပင်တန်ဝစဉ်တွေမပယ်နိုင်သေးတဲ့အတွက်ကြောင့်ဒီပုဂ္ဂိုလ်တွေတန်တရားတွေကမလွတ်နိုင်ဘူးဆိုသူတို့ကအဝတ်ကိုတခါလဲမိုးဖဲနဲ့အဝတ်တွေပယ်တာအဲ့ဒီအယူဝါဒကြီးကဖះလက်ထက်ဖះမပွင့်ငင်တွေကပေါ်နေတဲ့အယူဝါဒကြီးကဒီနေ့အိန္ဒိယထိရှိသေးတယ်ဗျာဒီခေတ်ဒီခါကြီးတော့ချိန်ဝါတာဘယ်နဲ့တော့အဲ့ဒီဝါဒတွေသွားပြီးတော့တလားလောက်သွားနေချင်းဘယ်နဲ့နေကြအောင်တလားလောက်ဝင်ကြည့်အောင်လေမင်းမလုပ်ကြည့်အောင်ကဲဒါကလည်း तू ကပြောပါများတဲ့ခါသူ့လှုပ်ခြင်းနဲ့ तू ပေါ့ तू စကားနဲ့ तू ကလက်ခံသွားတာပဲဒါမှမဟုတ် तू ကအဲ့ကြတော့ तू ကဆရာတော်တစ်ပါး तू ကအဲ့ဒါကိုနှိုင်းရှာပြတယ်မြတ်စွာဘုရားကတက်တန်းတူတဲ့ခါလေးပွင့်ရတဲ့ခါကျတော့ဒီတက်တန်းတူုံလေးတွေမဟုတ်ဘူးလူတွေမှာတရားဟောရတဲ့ခါကျတော့တရားကတော့အင်မတန်မှစွမ်းတယ်မဂ္ဂင်7ပါးတရားဆိုတာလူတွေမှာအယံသင်တာဖြစ်နေမယ်ဆိုရင်သူတို့ရဲ့ဒီဟောကောသူတို့ဒီလက်ခံနိုင်တဲ့ဉာဏ်ရည်သွေးကကလျာဖြစ်နေမယ်ဆိုရင်မဂ္ဂင်7ပါးတန်ဟောနဲ့ဒါမဲ့ဖို့သစ္စာတွေရသွားနိုင်တာဒါမဲ့သူကမြတ်စွာဘုရားကတန်ဟောလို့ကမရဘူးလူတွေမှာဘာတွေကဘာဖြစ်နေတော့အဲ့ဒီ concept တွေပေါ့မှားယွင်းတဲ့အယူဝါဒတွေကကိုယ့်နှလုံးသားထဲမှာအရင်ရောက်နေပြီအဲ့တော့သူတို့တခါကြီးတို့ဘုရင်ရှိတို့လိုကွန်ပျူတာသမားပြောမယ်ဆိုရင်ကွန်ပျူတာမှာကထဲမှာ space မရှိဘူးဆိုနောက်ထပ် install ဘာလို့မရဘူးအဲ့တော့ဘုန်းတို့လူတွေကဘာဖြစ်နေလဲကိုကဦးနောက်ကပြည့်နေမလားပြည့်နေဘာလို့မရဘူးအဲ့ဒါကြောင့်ဆရာတော်တွေဟောလဲတော်တော်ဟောတာပဲဟောပြီမလို့လူကတော့မဖြုံသေးဘူးဒီတိုင်းပဲဟုတ်လားဒီလိုပဲဖြစ်လာနောက်တစ်ခုကတခါစိတ်ဓာတ်အစဉ်တွေမှာအယူဝါဒရဲ့အတွေးခေါ် idea တွေကကွန်ပျူတာမှာ virus နဲ့တူပြန်ရောကွန်ပျူတာ virus ကပိုးကနေကပိုးလေးတွေကြိုက်တယ်ထင်တာသူတို့ကွန်ပျူတာသမားတွေမေးကြည့်တဲ့အခါမှာ program တစ်ခုကတခြား program တွေကို run ဝင်မပြီးဘဲနဲ့သူ့ဟာပဲ repetition ထပ်ခါတခါဖြစ်တော့တခြားတွေဘာလို့မရအောင်အဲ့တော့ကိုယ်အတွေးခေါ် idea တွေကမှားယွင်းစွာယူထားတဲ့အတွေးခေါ်တွေကဒီထဲမှာ block ဖြစ်နေတော့မဂ္ဂင်7ပါးရှင်းရှင်းလေးသီလသမารိပညာရှင်းလားရှင်းရှင်းလေးပဲဒါပဲလို့ဒါမဲ့လို့ကိုယ့်ရဲ့အုံနောက်မှာတကယ်တမ်းဆွဲမြဲလာထင်လားဆိုတော့မထင်ဘူးနောက်ဘက်တွေဖြစ်တယ်မြတ်စွာဘုရားကအဲ့ဓာတွေကိုအရင် clear လုပ်ရသေးတော့အချိန်လေးကတက်တန်းလေးမှာတူရတဲ့အထက်ဒါတွေဟောနေရတော့ကြာတာပေါ့ကြည့်ပေါ့ပထမဆုံးဖေဟိုဓမ္မစကြာတရားဥမှာပြမာတွေက18ခရီးတဲ့နတ်တွေကမယူမတွက်နိုင်ဘူးတဲ့လူကဘယ်နှယောက်တော့တရားနာတာမှ9ဦးပဲနာတယ်ကျွတ်တာဘယ်နှယောက်တော့ပထမတယောက်လေးမှတော့ဘယ်လောက်ဖြစ်တော့အောက်ထိဆုံးသောတာပန်လေးအာနာပါနာဖြစ်တာကြည့်ရဟနာတမ်းဖြစ်အဲတော့သူကနောက်ဆုံးကြတော့သူတို့မှဘာတွေခံနေတာဖះပဲသိမှာပေါ့အနတ္တလက္ခဏာသူခေါ်တဲ့အခါမှာသူကအတ္တနဲ့အနတ္တကတကယ် challenge လုပ်ရတာပေါ့ဟိန္ဒူဝါဒတွေတခြားအသက်ကောင်ဝိညာဉ်ကောင်လေးကရှိတယ်ဒီကဘာကြီးကိုသူကကြီးစိုးတယ်ဆိုတော့တွေးခေါ်ယူထားတော့ဒါတွေမှာသူတို့မှတန်တရားတွေရှိမှာပေါ့လေသောတာပန်မဖြစ်သေးဘူးဆိုကြတဲ့ကဘုရားတရားပေါ်မှာတန်တရားရှိတာပဲဘုန်းတို့ဒီသင်္นานလူတွေတန်တရားရှိသေးလားဟာကြည်ပြောနော်စကားကြည်ပြောနော်ဘုံမဲ့ပြောနေပြီစကားကြည်ပြောနော်သောတာပန်မဖြစ်သေးရင်ဘုရားတရားပေါ်မှာတန်တရားစိတ်ကရှိသေးတယ်နော်တယောက်တော့ဒိဋ္ဌိနဲ့ဝိသိကိစ္စမပယ်သေးဘူးလို့ပြောတာကိုကဒီဟောပါများနာပါများလို့ဒီတရားပေါ်မှာတန်တရားမရှိဘူးလို့ဆိုပေမဲ့လို့ကျုံးလာလို့ရှိရင်တော့တန်တရားစိတ်ကဖြစ်တာဒါမှမဟုတ် Facebook တွေမှာပြောလိုက်လို့ရှိရင်ရန်တန်ဃာတွေရဲ့ဂုဏ်ကျေးဇူးတွေပေါ်မှာတန်တရားတွေဖြစ်ကုန်တယ်ဘုန်းတော်မလေးရှားတို့ဘာလို့ဒီကမှာပြောပါများတော့ဟုတ်များဟုတ်တယ်မလားဆိုတန်တရားစိတ်တွေဖြစ်လာတာဘုန်းကမိုးကတော့မပြိုခဲ့သည်ရှိတော့ဆိုဆောင်းမတကူရေးဘူးတယ်ပြောပါများတဲ့ကဖြစ်လာတာတော်အာရုံစရာကောင်းတယ်ဘုန်းတို့ကပုထုဇဉ် level နဲ့ပုထုဇဉ်ဘဝနဲ့ဘုန်းတို့ဒီတန်တရားမှာလဲရတာတော်တော်ကိုမလုံခြုံတာလက်ခံလားမလုံခြုံဘူးဗျာဘယ်လောက်ပင်သူကသူလုံခြုံနေပြောသူကဒီဟိုနိုင်ငံရဲ့သဘောအရဒီကိုယ့်ရဲ့ physical ကိုတော့လုံခြုံအောင်ထိန်းလို့ရမယ်စိတ်မလုံခြုံအဲ့မလုံခြုံတဲ့အခါကျတော့မြတ်စွာဘုရားတရားတွေကဒါတွေပဲသူကဟောဖြစ်တဲ့အခါမှာအဲ့တော့သူကမြတ်စွာဘုရားကအဲ့လို intermediate level ကနေခုလိုပေါ့တရားတွေခေါ်တဲ့အခါမှာသူကတော့အဲ့မှာတော့အနတ္တလက္ခဏာသူခေါ်တာပေါ့အတ္တကို challenge လုပ်တဲ့အနတ္တပေါ့ဒါကြောင့်မြတ်စွာဘုရားရှင်းရှင်းလေးပြောတာတရားအရာဆိုရင်တော့
ဒီမိုင်းတို့မှတ်ဉာဏ်သဘောအရာဆိုရင်ဘာမှတော့ခက်တဲ့အရာမဟုတ်ဘူးဒီယုခန္ဓာကြီးဟာတဲ့မြဲလားမမြဲလားဆိုတော့မမြဲဘူးအဲ့တော့မမြဲတဲ့သဘောရှိတဲ့ခန္ဓာကိုယ်ကြီးကိုငါပိုင်တယ်လို့ချမ်းသာတယ်လို့ပြောရင်ဆင်းရဲတယ်ပြောရင်ချမ်းသာတယ်ပြောမလားဆိုတော့ဆင်းရဲတာပေါ့ဆင်းရဲတုံးကြီးဆင်းရဲနေတဲ့ဒီခန္ဓာကိုယ်ကြီးငါပိုင်တယ်ငါဆိုရတယ်ပြောရင်မှန်ကန်မှမလားငါဥစ္စာငါပိုင်တဲ့ဥစ္စာလို့ပြောရင်ရနိုင်ပါမလားဆိုတော့မရနိုင်ဘူးခန္ဓာ၅ပါးမှာယူဘက်ခန္ဓာယုတ်ခန္ဓာလည်းဒီလိုပဲဝိညာဉ်နဲ့ခန္ဓာလည်းဒီလိုပဲတင်ညက်ခန္ဓာလည်းဒီလိုပဲသင်္ခါရခန္ဓာလည်းဒီလိုပဲဝိညာဉ်နဲ့ခန္ဓာဒီလိုပဲဆိုတော့အဲ့ဒါကိုအတ္တအနတ္တစီစစ်ပြတဲ့အခါမှာအဲ့တရားအနတ္တလက္ခဏာသူပြီးတဲ့အခါကျတော့အကုန်လုံးအရိယာတွေဖြစ်တာကဲဘုန်းတို့ဒီပိဋကတ်ကိုအတ္တအနတ္တစစ်ပြပရိစ္ဆေသမုပ္ပါဒ်နဲ့စစ်ပြီးဒီလိုဘုန်းကြီးတွေစစ်တယ်စစ်ပြီးမို့လားစစ်ပြီးအတ္တတော့မရှိဘူးဟုတ်ကလားဘာကြမ်းနေသေးလဲမရှိတာကြမ်းနေသေးတယ်ကိုကကဲပဋ္ဌာန်းအနေနဲ့စစ်ပြီးစစ်ဘူးလားတခါသတိပဋ္ဌာန်အနေနဲ့ polish လုပ်ပြီးကုသမထတွေဆိုလဲနီးတွေကိုပြည့်လို့မို့လားကတိုင်းတွေရောမေတ္တာတွေရောဘာတွေရောကဲဒီအတ္တအနတ္တလေးကသူတို့တချို့ဆိုပြောတာပဲဒိဋ္ဌိနဲ့ဝိသိကိစ္စကွာရင်သောတာပန်ဖြစ်တယ်ဆိုတာဒိဋ္ဌိဆိုတာအတ္တဒိဋ္ဌိပေါ့သူကဒီကောင်လေးကရှိနေသေးတာအဲ့တော့ခုနအနတ္တလက္ခဏာသုံးမှာဘုရားကအဲ့ဒါလေးပဲဟောတာပဲသူ့ရဲ့စကားကိုအတိပဲပြရင်ဓာတ်တယ်မပူဘူးကိုလုံးကအရိယာတွေဖြစ်သွားကြတာဘုန်းတို့ကြတော့ဒီစိတ်ဒီခန္ဓာကိုယ်တွေကခုနပြောတဲ့ဒီ clear ကသူကမဖြစ်ဘူးတင်ညာသဘောအရ theory သဘောအရမှတ်တာတင်ညာသဘောနဲ့ theory သဘောအရမှတ်တဲ့သဘောကဘယ်လိုရှိလဲဆိုတော့ကလေးများပေါ့ကြည့်သင်ချဘူးသူတရားမို့သူတို့ကဘုန်းတို့အနောက်တိုင်းနေမှာဒီဝိပဿနာတရားကို intuitive wisdom ဆိုပြီးသုံးတယ် insight wisdom လို့လည်းသုံးတယ် intuitive ဆိုတာကမသိမဲနဲ့ဒီဘာမှကိုကြိုတင်မစင်စားပဲနဲ့အလိုလိုဖြစ်ပေါ်လာတဲ့ဉာဏ်မျိုးကို intuitive ခေါ်တာရုံမဆိုပါတော့1နဲ့1ပေါင်းရင်2ရတယ်1နဲ့2ပေါင်းရင်3ရတယ်1နဲ့3ပေါင်းရင်4ရတယ်လို့ပြောပြီးတော့ဆရာမသိတော့ဘူးနောက်ပိုင်းအရာတွေက intuitive mathematics က mathematics အရာ1နဲ့4ပေါင်းတော့ဘာရတော့9ရတယ်1နဲ့5ပေါင်းတော့6ရတယ်ဆို तू က figure ကိုအရင်လုံးမထားဘဲနဲ့ဉာဏ်နဲ့မှအလိုထင်တာဒါကြောင့်မို့ तू က mathematics ရှင်းနေတာဘာလို့လဲဆိုတော့ဒါကို intuitive mathematics ဆိုတာစိတ်ထဲမှာသင်ယူမထားဘဲနဲ့တခုကိုကြောက် base လုပ်ပြီးတော့ तू ကသိသွားတာဒါကြောင့်ဝိပဿနာတရားတွေကယုံနာနေကိုအားထုတ်တယ်ယုံနာနေအားထုတ်တဲ့အခါမှာပထမဆုံးယုံနာကတော့ polish လုပ်တဲ့အနေနဲ့ဘုန်းကြီးတွေကထပ်ခါဟောတဲ့အခါကျတော့တကယ်ရုပ်စစ်နာမ်စစ်တွေတွေ့လာတဲ့အခါမှာ तू ကနောက်တဲ့ intuitive mathematics intuitive wisdom တွေဘာဖြစ်လာလဲကြောင်းကျိုးဆက်ဆက်ဖြစ်နေတာတွေဒီကြောင်းကျိုးဆက်ဆက်ဖြစ်နေတဲ့တရားတွေကဖြစ်ပြီးမမြဲတဲ့သဘောတွေဆင်းရဲတဲ့သဘောတွေအဆိုးမရတဲ့သဘောတရားတွေဖြစ်စည်းတဲ့သဘောတရားတွေသူက intuitive mathematics ကထက်တက်သွားတာအဲ့ဒီမှာ polish လုပ်တာပြီးတဲ့အခါမှာ तू ကအနုလောမဉာဏ်ဆိုတာရှိတယ် तू ကကူးရတော့မှာဘော်ဒါကူးတဲ့အခါမှာဆုံးဖြတ်ပြီးအခုဒီမှာနိုင်ငံသားပြည်ခံယူတော့မယ်ဆိုစဉ်းစားရပြီလွယ်လားနိုင်ငံသားပြည်ခံယူတော့ဒီနေရာတွေကတော့တိတ်တော့မခက်ဘူးဘာလို့ဆိုဟိုဘက်ကတိတ်ဆိုးနေတော့ဒီဘက်ကကောင်းနေတော့လွတ်ရတာနည်းနည်းခက်တယ်လွယ်တယ်ပေါ့တချို့ကြတော့တော်တော်ကိုဟိုဘက်ဒီဘက်ကမတိမ်မယိမ့်ဆိုရင်တော်တော်ခက်တယ်လေကိုကပုထုဇဉ်တွေကဒီဘက်နယ်မှာဒီဘက်ဘော်ဒါမှာတောင်သူကပုထုဇဉ်နာဘူမိပုထုဇဉ်တွေရဲ့နယ်မြေပုထုဇဉ်တွေကနယ်မြေကဘယ်လောက်တိရှိတော့ခုတကဘာလုံးကဘာနေပြီနော်ပုထုဇဉ်နယ်မြေလို့ဖြစ်နေအရိယာဘူမိကအရိယာနဲနေတာဟုတ်လကဘာတိကဒါပုထုဇဉ်နယ်မြေတွေဖြစ်ထားပါတော့အရိယာဘူမိဆိုတာလေဒီတရားပဲသွားတာပါသွားတဲ့ခါကျသူကဘာဖြစ်လဲဆိုတော့အဲ့ဒီနှစ်ခုဟိုလောက်ရတဲ့ခါမှာပြောချင်တာကအရိယာဖြစ်သွားတဲ့ပုဂ္ဂိုလ်ကဘယ်တော့မှပုထုဇဉ်ပြန်မဖြစ်ပုထုဇဉ်ဘဝနဲ့နေရင်ကိုယ်မှာ choice ကပိုများတယ်အရိယာနယ်ပဲနေလို့ချင်း choice ကနည်းသွားမယ်ကဲလူတယောက်ကတရားထုတ်တယ်သောတာပန်ဖြစ်သွားပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကဘုရားစုပန်လို့ရနိုင်သေးလားအဲ့တော့ဘယ်လိုဘယ်နေရပို့ပြီးတော့ choice များလဲပုထုဇဉ်အဲ့တော့ choice များတာမနေသေးဘူးလားဟောဖြစ်ပြန်ရောကဲအဲ့ဒါပဲဘုန်းတို့မျက်စိလဲတယ်ဆိုအဲ့ဒါပဲဆိုဒီအမေရိကတို့ choice များရင်အလုပ်ခွင်လဲ choice ပိုများရင်ကျောင်းနေဆိုလဲအဲ့ကျောင်းနေတရားကျောင်းသားတွေဘုန်းတို့ဒါကြတော့ငါပြောတာဟာအမေရိကဘာလို့စာလာတင်ကြလဲပြောတော့သူကအမေရိက education ကပို့ပြီးတော့ opportunity များတယ်တဲ့ပုထုဇဉ်ဘဝ opportunity များတယ်စကြဝဠာမင်းဖြစ်ချင်ရသေးတယ်နော်ဘုရားဆုတောင်းခြင်းနဲ့ရသေးတယ်နော် opportunity များဘူးလားအဲ့တော့ဘယ် level နဲ့နေမလဲကဲဘယ်ဘက်နေကြမယ်ဒီတိုင်းပဲနေတာကောင်းမယ်ဟုတ်လားတယောက်ဘိုးမလေးရှားမှာနေတော့ဓမ္မတယောက်ကသူကမေးတယ်ဗျာတရားကိုတခါလေရှင်ဘုရားတဲ့ဒီလိုသောတာပန်ဖြစ်ပြီးမှ
ဖျားစုပန်လို့မရဘူးလားဟာသောတာပန်ဖြစ်ပြီဆိုမှတော့ဖျားစုပန်လို့မရတော့ဘူးလေစောစောတွေကဖျားစုပန်ထားလေလို့ तू ကပုထုဇဉ်ရဲ့သဘောကစိတ်ကူးစိတ်တန်လေးနဲ့ तू ကသိပြီးတော့ figure လုပ်တာပေါ့ဒါမှမဟုတ်ဉာဏ်ကအဲ့လိုမဟုတ်ဘူးဒီအလေးရ level နဲ့ပုထုဇဉ် level ကူးတဲ့ခါမှာ तू ကရှိတယ်ကုတ္တရဘူးဆိုအနွယ်ကိုဖြတ်တာသွားမလားမသွားဘူးလားဒါမှမဟုတ် तू ကျမ်းဂန်နေကြတော့ तू ကဘာနဲ့ပြောလဲဆိုတော့ तू အဲ့ဒီ level မှာတရားတွေအားထုတ်တဲ့ခါမှာအင်မတန်သိမ်မွေ့တာကူရတော့မယ်ဆိုတော့ तू ကဘာနဲ့ဥမာပေးလဲဆိုတော့မာစီဆရာတော်ဘုရားကြီးကတော့အဲ့ဒီဉာဏ်စဉ်တရားထဲမှာဟောတာရှိတော့ကသင်္ဘောတွေကဒီ compass တွေခုခေတ်လို့ဟိုက radar တွေပါမပါဘူးမပါတော့ဘာလို့ ရလဲဆိုတော့ကမ်းမမြင်လမ်းမမြင်ပင်လယ်ကြီးတဲ့ကိုသင်္ဘောလွှင့်ရတဲ့အခါမှာကမ်းကြီးငှက်တွေဆိုခေါ်သွားတာငှက်တွေခေါ်သွားတယ်သင်္ဘောကြီးပေါ်တင်ထားတခါလေသင်္ဘောကရက်တွေကြာလို့ကမ်းမမြင်လမ်းမမြင်ဖြစ်ရတဲ့အခြေအနေမျိုးရှိငှက်ကိုတခါလွတ်လိုက်တာအဲ့ဒီကမ်းကြီးငှက်ကဘာလို့လဲဆိုတော့ကောင်းကင်ကိုတဲဟုန်တို့ပြန်တက်သွားတာတက်သွားပြီဆိုရင်ကမ်းကိုမြင်လို့ရှိရင်သူကဒီဘက်သင်္ဘောပေါ်ပြန်မလာတော့ဘူးကမ်းပေါ်ပြန်သွားတာကမ်းကိုမမြင်ဘူးဆိုရင် तू ကနားကိုစရာမရှိတော့ဘယ်ပြန်လာလဲသင်္ဘောပေါ်ပြန်လာအဲ့တော့ဒီသောတာပန်အဆင့်ကနေပြီးတော့sorry ပုထုဇဉ်အဆင့်ကနေပြီးတော့ဒီသောတာပန် level ကိုကူးတဲ့အခါမှာအဲ့ဒီကမ်းကြီးငှက်လိုပဲလေ तू ဟိုဘက်ကိုသွားရင်ဒီဘက်ပြန်မလာတော့ဘူးအဲ့ဒီရတယ်ဒီဘက်မှာနေရင်တော့ तू ကဒီလိုနဲ့ပဲနေတာပေါ့ဒါမှမဟုတ်အဲ့ဒီ level မှာဆိုရင်တရားထုတ်တဲ့ပုဂ္ဂိုလ်တွေဆိုရင်လည်းသူကဘလို့ပုဂ္ဂိုလ်တွေကမရနိုင်ဘူးလဲဆိုတေချာဘောကတော့ဖျားစုပန်မြို့သားတွေကမြို့သမီးတွေကသူကဟို level ကိုမကူဗျာဒိရှိထားတယ်သူကဘာလို့ဆိုတော့တကယ်လို့သူကတရားထုတ်လို့ဒီသာသနာတော်အတွင်းမှာမဲ့ဖို့တရားသူရသွားရင်ဒီဖျားရဲ့တာဝကဖြစ်မှာလေသူကိုယ်သူတမ္မောဒီကိုယ်တိုင်သိတဲ့ပုဂ္ဂိုလ်ကိုယ်တိုင်သိတဲ့ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်မဖြစ်နိုင်တော့အဲ့တော့သူကအဲ့လိုမျိုးရှိနောက်တစ်ခါကျတော့စုကြီးပါနေပေါ့တာဝကရှင်သာရိပုတ္တရာရှင်မောဂလန်တို့လိုအဲ့လိုပုဂ္ဂိုလ်တွေကြတော့လေ तू ကမရနိုင်ဘူး तू ကဗျာဒိတ်ကပေးပြီလေဖះရဲ့စကားကိုယုံလားတေချာဖះကနေပြီးတော့ဒီပုဂ္ဂိုလ်ကတော့ဖြင့်ဘယ်သာသနာမှာဒီအမိနာမနဲ့ဘယ်ရမှာဣတိရရမယ်လို့ပြောထားတော့ तू ကသူ့ရဲ့စကားကဖះစကားမှန်တယ်အဲ့တော့ဖះစကားမှန်တယ်ဆိုတော့သင်္ခါရသဘောတရားတွေကြည့်မယ်လောကအရာအလုံးဟာအနေဆာမမြဲတဲ့သဘောရှိတယ်မို့လားဖះပြောတဲ့စကားကိုမြဲနိုင်မှာမလားသူကြတော့မြဲတယ်ဘာလို့လဲဖះပြောလို့မရဖះမှုမြဲတာကဲအဲ့လိုဆိုသင်္ခါရသဘောတရားချွင်းချက်ရှိတာပေါ့ဟုတ်လားချွင်းချက်ရှိလားတရားကချွင်းချက်ရှိလားအဲ့လိုသူကြဘာလို့သွားမြဲနေတာတရားမှုအဲ့ဒါပေါ့ခုနပြောတဲ့ဘုန်းတို့ intermediate level ပဲထားပါတော့လေဘုန်းတို့မဲ့ဖို့အရိယာအဆင့်ကို advanced level ပြောမယ်ဆိုရင် तू ကအဲ့ဓာတွေကို adjust လုပ်တဲ့အခါမှာဘုန်းတို့ကကြမ်းကန်နေနဲ့နှီးနှောရတော့တယ်ဘလို့ဆိုရင်အတိအခက်တယ်ပြောတော့အရာအလုံးကမမြဲဘူးပြောတယ်ဖះကြမှာဖះပြောတဲ့စကားမြဲနေဆိုဖះဒီနေ့ပြောတိုင်းမနေ့ဖះပြည့်ချင်ပြည့်သွားမှာပေါ့အဲ့လိုမျိုးဖြစ်တယ်ဒါကြောင့်မို့ तू ကဗါတဲ့နိယာမ5မျိုးဆိုကြားဥကြလားနိယာမဆိုတာသူ့သဘောအရာသူကသူ့ကိုမြဲသွားတာဘာလို့ပထမဆုံးပါလဲကာမနိယာမဟုတ်ပြီပိဇာနိယာမဥတုနိယာမစိတ်တနိယာမဓမ္မနိယာမအဲ့ဒီမှာစိတ်တနိယာမဘုန်းတို့ရဲ့စိတ်ကလေးကဒီစိတ်ပြီးဒါဆိုတော့ဘယ်သူမှကွန်ပျူတာ rise လုပ်ထားတာမဟုတ်သူသဘောလေးသူပေါ့မြင်တစ်ခုအာရုံတစ်ခုမြင်ရင်ကိုယ့်ရဲ့မျက်နှာအကြည့်တက်ကိုထိတယ်မြင်သိစိတ်ဖြစ်တယ်အဲ့မြင်သိစိတ်ပေါ်ဘာညာပေါ့လေပြီးတော့မှသဘောရသူကရှိတယ်အဲ့ဒီမှာဓမ္မနိယာမမြတ်စွာဘုရားရှင်တို့ရဲ့သဘောတဘာဝဒါဓမ္မနိယာမလည်းထည့်ရမှာပဲသူကမြဲတဲ့ဓမ္မနိယာမသဘောရဒါမှမဟုတ်သူကမြတ်စွာဘုရားလောင်းနေဗျာဒိတ်ခံယူတယ်ဘယ်ချိန်မှသူဘုရားဖြစ်မယ်ဆိုရင်သူကဓမ္မနိယာမသဘောရသူကမြဲရမှာအဲ့ဒါပေါ့ဒီနေရာမှာဗျာဒိတ်စကားကချွင်းတဲ့သဘောမျိုးနိယာမစကားနဲ့သုံးလိုက်တယ်အဲ့တော့အဲ့လိုမျိုးဖြစ်သွားတဲ့အခါကျတော့မြဲတဲ့အခါမှာဘုရားလောင်းနေကအဲ့ဒီမှာခုနကဘုရားလောင်းကြီးတွေတို့ကြတော့ဒီဘဝမှာသူကမဲ့ဖို့မကူစုကြီးပါနေကြမကူခုနဒီဉာဏ်မမီတဲ့ပုဂ္ဂိုလ်တွေပေါ့ဒွိဟိပုဂ္ဂိုလ်တွေပေါ့ဟိုကွန်ပျူတာကခုချိန်မှာဆို Pentium 4 5 6ရောက်နေတယ်ဒီက1တို့2တို့ကို program တွေထည့်တဲ့အခါသူကဉာဏ်မမီတဲ့အခါကျသူကဘာဖြစ်တော့ကွန်ပျူတာသမားတွေကထည့်လို့မရဗျာ install လုပ်လို့မရဘူးသူက advanced ဖြစ်နေတာဟိုကောင်းမဖြစ်ဘူးအဲ့တော့မဲ့ဖို့ဉာဏ်တွေကလည်းပဲဒွိဟိပုဂ္ဂိုလ်လိုမျိုးကြတော့သူကဘာဖြစ်တော့သူကထည့်လို့မရသူ့ရဲ့ capacity ပဲဖြစ်ဖြစ်သူ့ရဲ့ quality ပဲဖြစ်ဖြစ်ဉာဏ်ဖြစ်နေတာဒါကိုဒွိဟိပုဂ္ဂိုလ်လို့ခေါ်တယ်
အဲ့လိုပုဂ္ဂိုလ်ကလွဲရင်ဒီရဲ့ပုဂ္ဂိုလ်ဆိုရင်တော့ထဲလို့ရရမယ်မဲ့ဖို့တရားတွေကိုယ်တဏ္ဍာမှာအိပ်စီးဖြစ်ရမယ်ဒါပေမဲ့လို့နောက်ထပ်ချွင်းချက်တရားဘာတွေလို့လဲဆိုတော့ကိုယ်ကဘဝတဏ္ဍာတွေကာမတဏ္ဍာတွေကိုပိုင်ဆိုင်ထားတဲ့အရာတွေပေါ်မှာဘလောက်အဟွာတွေဖြစ်နေလဲဉာဏ်နှုံးမှုတွေဖြစ်နေတယ်သို့မဟုတ်ဒီအရိယာနဲ့ပဲကနေပုထုဇဉ်နဲ့ပဲကနေအရိယာကိုသွားတဲ့အခါမှာကိုကဘလောက်ကိုဆန္ဒတွေပြင်းပြတယ်လဲဆိုတဲ့နေရာမှာဘုန်းတို့ကောက်ချက်ချကြည့်တဲ့အခါကျတော့ဒီမြတ်စွာဘုရားရှင်တွေကဘောဓိစတ္တဘုရားလောင်းနေတွေ့တဲ့အခါမှာဗျာတွေပြီးတော့အခါမှာသူ့ကိုအင်္ဂါတွေစစ်ဆေးကြည့်တယ်ဒီပုဂ္ဂိုလ်ကတကယ်ဘုရားဖြစ်ခြင်းနဲ့စိတ်ရှိမရှိဆိုတာမဖြစ်ခြင်းဖြစ်ခြင်းတဲ့လူအာနာပါနာပေးဘုရားကဒီနေရာမှာဗျာတွေကြီးပေးတာဟိုနေရာကျတပြီးတော့မလို့ခြင်းတော့ဘုရားဆိုဘုရားဘာဖြစ်သွားမှာဟင်မရှိဘူးလားဒီမှာဘုရားစကားသူကပို့တော့ဘယ်တော့မှမလုပ်ဘူးလေမြတ်စွာဘုရားပောဆဆဘယ်တော့မှမလုပ်ပုထုဇဉ်ကတော့ပောဆဆလုပ်ချင်လို့မယ်သူကကြည်ရတယ်လေဒါကြောင့်သူဖြစ်နိုင်မဖြစ်နိုင်ဒီပုဂ္ဂိုလ်ကတကယ်ကိုဘုရားစုစိတ်ညွတ်မညွတ်သူ့ရဲ့အရေးချင်းတွေကqualify ဖြစ်မဖြစ်တာတွေ၈ခုလားမသိကြည်ရဘုရားဖြစ်ခြင်းအင်္ဂါ၈ပါးလားရှိတယ်အဲ့ဒါကြည်ရဒါပေမဲ့အဲ့ဒီခုနသောတာပန်နေပဲလေဘယ်သူမှတော့စစ်တာမဟုတ်ဘူးဘယ်သူကစစ်တာပုထုဇဉ်ကနေပုထုဇဉ်တွေကနေအရိယာအနွယ်ကိုကူးတော့မယ်ဆိုတော့ဘယ်သူကစစ်ကိုကတော့ဘာတွေစစ်မှာကိုမှအပြစ်တွေရှိမရှိအပြစ်တွေကင်းစင်မစင်ဘုရားတရားသံဃာယနာသုံးပါးပေါ်မှာဒီပုဂ္ဂိုလ်ကစော်ကားထားတဲ့ပုဂ္ဂိုလ်ဟုတ်မဟုတ်တရားဝင်သူကအရိယဘာဟောရကဆိုတော့အရိယာတွေဖြစ်စည်းတာရဲ့ဒီပုဂ္ဂိုလ်ကမဖြစ်ဘူးသူကစစ်ပြီလေဒီပုဂ္ဂိုလ်ကဘုရားတရားသံဃာပေါ်မှာဟန်ဆောင်ပန်ဆောင်သောတာပန်ဖြစ်ချင်တာလားကိုယ်ကဟန်သမားတွေကလည်းပြည့်လို့အတုတွေကလည်းပြည့်နေတော့သူကအဲ့ဓာတွေကိုစစ်ရမယ်အဲ့တော့ဒီတာနဲ့စစ်မလားဘာနဲ့စစ်မလဲဘာလဲစစ်လဲအဲ့ဒါပေါ့ဓမ္မနိယာမသဘောအရတိမ်မွေ့တယ်ဆိုအဲ့ဒါပြောတာသူသဘောသူကိုသူစစ်သွားတာပဲဒါကြောင့်သူကအဲ့နေရာမှာကြည့်အဲ့ဒီအရိယာနဲ့ပဲဖြစ်ဖို့အတွက်ဘုန်းတို့မှာအရည်ချင်းတွေအရည်အသွေးတွေအများကြီးလိုလာအဲ့တော့အရည်အသွေးတွေလိုတဲ့အခါမှာဘုန်းတို့အများစုသိနေတဲ့ဩဃာတဘုရားရှိခိုးမှာဆိုရင်ဆရာတော်ဘုရားတွေအစဉ်လာရလောက်ထားတာဩဃာတဆိုကြည့်တာမှာဩဃာတကောင်းပြီကိုကအထက်တန်းတရားတွေကိုလေ့လာတော့မယ်တရားတွေအားထုတ်တော့မယ်ဆိုရင်ဖရာတရားတန်ခါယနာရှိမှာမိမိမှာဘာတွေမြန်ရှိနေခဲ့မယ်ဆိုရင်ဘာတွေစပြောလာပြီလဲတပ္ပဒေါသခတ်သိမ်းသောအပြစ်တို့ကိုဟောလာပြီအပြစ်ကိုစီစစ်တော့မယ်အပြစ်တွေစီစစ်တော့မယ်အပြစ်ရှိနေရင်သူကမရဘူးလေအဲ့တော့အပြစ်ဆိုတာဘာလဲဆိုတော့ဒီနေရာမှာဒါကိုကစီစစ်ဖို့လိုလာပြီအဲ့တော့ဘုန်းကြီးတို့အပြစ်လို့ပြောတဲ့နေရာမှာဒီထဲမှာတော့ဩဃာတထဲမှာတော့တပ္ပဒေါသခတ်သိမ်းသောအဖြစ်တို့ကိုပျောက်ပါစေခြင်းကြိုးပါဘာကြောင့်ဒီဟာကိုတောင်းပန်ရတယ်လဲဘာကြောင့်ဒီအဖြစ်ကိုပျောက်စေခြင်းတယ်လဲဆိုဘာကြောင့်ထင်နော်အပြစ်ရှိနေရင်ဒီအပြစ်ဒီပင်မိမိတို့မဲ့ဖို့တရားတို့ယာရေးမှာအန္တရာယ်ဖြစ်တယ်ဓမ္မန္တရာယ်ဖြစ်တယ်အပြစ်ဒီပင်ဓမ္မန္တရာယ်ဖြစ်တယ်အဲ့ဒီအပြစ်ကဘလို့အပြစ်မျိုးတွေလဲဆိုတော့ဖြစ်နိုင်နေရှိတဲ့အပြစ်တွေအများကြီးရှိတယ်ကဲရန်တော်တွေဆိုရင်ပိဋကကဘယ်နှပုံရှိတော့၃ပုံရှိတယ်၃ပုံမှာဆိုရင်ဝီနည်းကိုစံထားတဲ့အခါမှာရဟန်းတော်များတရားအထုတ်ရင်ဆရာတော်ကြီးတွေကဝီနည်းသိက္ခာဝိရဒီဟွာတွေသိက္ခာတွေကင်းရှင်းရမယ်ကိုယ်နဲ့တချို့ရေးသားတိုက်တွေဆိုနဝကမ္မတွေမကန်ရဘူးစသည်ဖြင့်ဒီလိုအဖြစ်တွေသူကအဘတ်တွေဆင်ကြအောင်တချို့ဆိုဝတ်ဆောက်ထီတဲ့အထိဒါကိုယ်တန်တာကိုယ်စိတ်ကိုတတ်နိုင်တယ်များတတ်အောင်အပြစ်ကင်းအောင်လုပ်ရအောင်အဲ့တော့ကောင်းပြီအဲ့လိုဆိုဝီနည်းဖြစ်ခေါ်တာပေါ့ဝီနည်းဖြစ်ရှိနေရင်ဒါတရားထုတ်ရင်မဲ့ဖို့တရားတွေမရမှာဆိုလို့ကမ္မဋ္ဌာန်းဆရာတွေကဘာလို့ရတော့ရဟန်းတန်ဃာတော်တွေဝီနည်းဖြစ်တွေမဖြစ်အောင်တတ်နိုင်တယ်များသူတို့ကစီစစ်တာတရားကလည်းစီစစ်မှာပဲဒီစီမင်းစည်းကမ်းရတယ်တရားစီစစ်တာဥပမာဒီမှာဆိုရင်ထေရဝါဒအသင်းမှာသင်္นานသားဖြစ်ခြင်းတဲ့ပုဂ္ဂိုလ်ဆိုရင်ဒီပုဂ္ဂိုလ်က track တို့ဘာလို့ကူးနေတဲ့ပုဂ္ဂိုလ်ဆိုရတာသင်္นานသားဖြစ်လက်ခံလားဘာလို့လက်ခံတယ်သူကမြင်မြတ်လူနိုင်လို့လက်ခံတာလားဘယ်လိုလက်ခံလားလက်မခံဘူးလားကိုကတကယ်ကိုတရားသမားတွေတကယ်အပြစ်ကင်းအောင်နေတဲ့လူမသိလို့လက်ခံရင်လက်ခံမယ်တိတိနဲ့တော့လက်မခံဘူးဟုတ်တယ်မလားဘာလို့ဆိုအပြစ်ကင်းစေနေတာတွေပြစ်ကင်းအောင်လုပ်နေတဲ့လုပ်ငန်းတွေမှာဒီတစ်ခုကြောင့်ကျန်တဲ့ဟာတွေအကုန်လုံးပြည့်ဖြစ်သွားတယ်။မှဆိုတော့ဒီအသင်းဖွဲ့ထဲမှာဘုန်းတော်လက်နက်တွေစုဆောင်းမယ်ပါညာဆိုနိုင်ငံတော်ကသိမယ်ဆိုရင်ဒါဒီအသင်းဖွဲ့ဟာဘာဖြစ်တော့မတရားအသင်းဖွဲ့ဖြစ်သွားပြီ။လက်နက်စုဆောင်းခြင်းအပြစ်ဖြစ်သွားတယ်။အဲ့တော့ရဟန်းတော်တွေမှာဝီနည်းပြည်တဲ့စိတ်ဝင်စားစရာဝီနည်းဆိုတာ
ဝီနီးဖြစ်လာတယ်အဲ့တော့အဲ့နေရာမှာအပြစ်ဆိုတာဘာလို့ထင်ကြအပြစ်ဆိုတာဘာမျိုးကိုအပြစ်လို့ခေါ်တာထို့ကြောင့်ထိုအရာကိုအပြစ်ကိုခေါ်ပါသည်လို့ခေါ်တာပေါ့ဘာပဲဘာလို့ထိုအရာကဘာလေတဲ့စီကံမလိုက်နာတာလည်းအပြစ်ပဲတတ်မှတ်ချက်တွေကိုမလိုက်နာတဲ့အပြစ်ပဲပြီးတော့ဒုစရိုက်တွေပြုတာလည်းအပြစ်ပဲတောင်ဝန်တရားတွေပြည့်ခွက်တာလည်းအပြစ်ပဲအဲ့တော့အပြစ်ကအများကြီးရှိနိုင်တယ်အဲ့တော့အဲ့ဒီအပြစ်တွေကိုခြုံပြောလိုက်တဲ့ခါကျတော့အပြစ်ဆိုတဲ့အရာလှုပ်ဆိုတဲ့အရာကိုမလုံးနဲ့ဆိုရင်အပြစ်ဖြစ်တာပဲမလုံးနဲ့ဆိုတဲ့အရာကိုလှုပ်ရင်အပြစ်ဖြစ်တာဒါအပြစ်ပဲအကြမ်းပြပြောရင်ဒီပေါင်ဒီစည်းထဲမှာမလွန်ဘူးဘုန်းတို့အပြစ်လို့သတ်မှတ်ထားတဲ့အရာတွေဒီဘာတွေတော့လှုပ်ဆိုတဲ့အရာတွေမလုံးနဲ့ဆိုရင်မလုံးနဲ့ဆိုတဲ့အရာတွေလှုပ်ရင်ဒါအပြစ်ဖြစ်တယ်ဘုန်းတို့ရဟန်းတန်ဃာတော်များမှာမြတ်စွာဘုရားကသာသနာတော်အကျိုးကိုမျှော်ကူးပြီးတော့ဘာလုပ်ပြီးလဲဆိုတော့ဝိနည်းစည်းမျဉ်းစည်းကနေချပြီဒါလှုပ်လို့ချင်းပြည့်ဖြစ်တယ်တခြင်းဆိုရင်ပြည့်ဖြစ်တယ်ညနေစာသမင်းစားရင်ပြည့်ဖြစ်တယ်ဆိုတော့ဘုရားကဒါတွေမလုံးနဲ့လို့ပြောတာပေါ့ဟုတ်လားဒါလို့ရင်ပြည့်ဖြစ်တယ်လို့ तू ကအတိအလင်းပြောညာထားပြီအဲ့တော့မြတ်စွာဘုရားကမလုံးနဲ့ဆိုတဲ့အရာတွေလှုပ်လိုက်ခြင်းဒီပင်ဘာဖြစ်သွားတော့ယန္နာတွေပြည့်ဖြစ်တယ်အဲ့ဒီပြည့်ကဘာနဲ့လို့ရင်ဖြစ်နိုင်တယ်လဲဆိုတော့ဝိနည်းမှာကာယကံနဲ့ဝစီကံဒီနှမျိုးနဲ့ပဲဝိနည်းတိခါဝတိကျူးလွန်နိုင်တယ်မနောကံမှာဝိနည်းပြမသိဘူးဆိုရဟန်းတန်ဃာတော်များမျက်စိမေ့ပြီးတော့တောင်တွေးမြောက်တွေးတောင်ကြံမြောက်ကြံတန်ကြံရင် तू အပြစ်မဖြစ်ဘူးဝိနည်းရမစိုးဘူးနော်အဲ့တော့ဒါဝိနည်းဘက်ကကြည်တာဝိနည်းဒေသနာကြည်တာပေါ့ဒါမို့ဝိနည်းတက်จิตသက်ဆိုတာတောင်ရှိတယ်ဒါမို့ तू ကဘယ်လိုရှိလဲဆိုတော့ဘုန်းတို့ဝိနည်းမှာကညစ်ပတ်ချင်လို့ရှိရင်ဝိနည်းကိုတခါလဲတချို့ကပြောတာဒီဟာဝိနည်းတိခါဝတိစင်ကြယ်တယ်တန်ရှင်းတယ်ဒါရဟန်းကောင်းလို့ပြောပေမဲ့လို့သူစိတ်တွေမစင်ကြယ်ရင် तू ကရဟန်းကောင်းလို့ပြောလို့လည်းမရနိုင်သေးဘူးဥပမာရဟန်းတစ်ပါးကလူတစ်ယောက်ကိုတတ်ချင်တယ်ဆိုရင်တဲ့ तू ကပန်းတ်စွာနဲ့ဝိနည်းကို तू အတုံတရားမို့ဥပရိတို့ဘာလို့ဆိုတာဘာမှလောကစကားရှိတယ်လို့ဥပရိကိုလက်တလုံးညာလုပ်တယ်လို့ပြောတာဟုတ်ကဲ့လားလက်တလုံးညာလုပ်တယ်ခုလေရဟန်းတစ်ပါးကလူတစ်ယောက်ကိုတတ်ချင်လို့ရှိရင်ဥပမာကိုကပြောမယ်မင်းအဲ့ဒီကောင်ကိုသွားတတ်ရတာကဘယ်အချိန်ကို तू အချိန်ကိုတတ်မှတ်ပေးလိုက်တယ်12နာရီနဲ့12မိနစ်နဲ့12စက္ကန့်အချိန်မှာအဲ့လူကိုတတ်ပါလို့ခိုင်းလိုက်တယ်ကြီးငွေပေးပြီးတော့ခိုင်းလိုက်တယ်အဲ့လူကတတ်တဲ့အခါမှာ12နာရီနဲ့12မိနစ်နဲ့73စက္ကန့်မှာသွားတတ်ရင်တတ်ခိုင်းတဲ့ရဟန်းကအပြည့်မရှိဘူးလေကိုကတော့တည်သွားပြီကဲဘယ်နဲ့လုပ်ကြမလဲဘာကြောင့်နော်အချိန်လွဲသွားတာသူခိုင်းစီချက်က12မိနစ်12နာရီနဲ့73မိနစ်နဲ့12မိနစ်နဲ့12စက္ကန့်မှာသူကတတ်ခိုင်းတာနောက်ကနေရမင်းဟောက်နေရမှာလူကြီးရှိတယ်မင်းအဲ့ဒီကောင်အဲ့နာမှာလာရက်နေတော့ဒီဟွာလေးလောက်ပေါ့တထွာလေးလောက်တပီးလောက်အကွက်လေးကွင်းထားပြီးတော့အဲ့ပေါ်လာရက်တဲ့ချိန်မှာတတ်ရမယ်လို့ပြောရင်ဘေးကသူကလူကြီးတဲ့ရှောက်သွားတော့ကိုကတတ်ရမယ်လူကတတ်ထဲလိုက်တနက်ပြည့်ထဲလိုက်တယ်ဘေးနေရာမှာတတ်မိရင်ရဟန်းအပြည့်မဖြစ်ဘူးတဲ့ဘာကြောင့်လဲဆိုရင်နေရာကွဲသွားတယ်အဲ့လိုမျိုးတွေအများကြီးရှိတယ်အဲ့တော့ရဟန်းတော်တွေကပါပါနတ်နတ်ရှိရင်တရားဝီနီးတက်ရင်ဘာဖြစ်တော့จิตသက်လို့ရတယ်ဆိုစကားပုံပြောတာဒါအဲ့ကြတော့ तू ကယဟန်ကကဲကောင်းပြီအပြစ်အနေနဲ့ကြည့်တဲ့အခါမှာ तू ကပန်းတတ်တဲ့အတွက်ကြောင့်အပြစ်အနေနဲ့ဝီနီးပြစ်အနေနဲ့လွတ်ပေမဲ့လို့သူစိတ်ဓာတ်တွေကစင်ကြယ်လားမစင်ကြယ်ဘူးအဲ့တော့ तू ကဝီနီးပြစ်အရာလွတ်ပေမဲ့လို့အဘိဓမ္မာပြစ်ကြတော့ तू ကမလွတ်တော့ဘာကြောင့်လဲဆိုရင်အဘိဓမ္မာကြတော့ခုနအပြစ်ဆိုတာဘာလို့မလုံးနဲ့ဆိုတဲ့အရာလုံးတယ်လှုပ်ဆိုတဲ့အရာတွေမလုပ်ဘူးဝိနည်းအဘိဓမ္မာကြတော့စံထားတဲ့အခါကျတော့အဘိဓမ္မာအပြည့်မျိုးကြဘာမျိုးနဲ့စံထားလဲဆိုမိမိရဲ့စိတ်မှာလောဘဒေါသမောဟတွေလက်ခံမှာလားလက်မခံဘူးလားလက်မခံဘူးခုတရားတွေအားထုတ်တဲ့အခါမှာကြောင့်မို့ဝိသုဒ္ဓိဆိုတာစိတ်ကိုဖြူစင်အောင်ဒါတွေနဲ့လုပ်တာသီလဝိသုဒ္ဓိသီလနဲ့စင်ကြအောင်လုပ်တယ်စေတဝိသုဒ္ဓိစိတ်နဲ့စင်ကြအောင်လုပ်တယ်ပြီးတော့ဘာလို့ကင်္ခဝိဒရဏဝိသုဒ္ဓိဒီအယူဝါဒတွေစင်ကြအောင်ထားပါတော့ဒီလိုသူကဖြည်းဖြည်းချင်းစင်ကြအောင်လုပ်တဲ့အခါမှာသူများကိုတတ်ချင်တဲ့စိတ်သူများကိုရဲစစ်တတ်ခိုင်းနေဆိုကြရဒီရန်ရဲ့စိတ်တွေကစင်ကြယ်ပါမလားသူကသူဝီနီးအရာအပြည့်မဖြစ်ပေမဲ့လို့ဘာဖြစ်တော့စိတ်ရကြတော့ဗိဓမ္မာသဘောရကြတော့အဖြစ်တွေဖြစ်နေတယ်အဲ့တော့ဝီနီးတက်လို့သူကရှောင်လဲပေမဲ့လို့ဘုန်းတို့လောကဥပဒေကြတော့လွတ်လာမလွတ်ဘူးသူကတတ်ခိုင်းလို့သူတတ်တာပဲချိန်နေပါလေသူတို့စင်နေပြေးလို့မရအောင်ဒါမှမဟုတ်ကျမ်းဂန်တွေကအင်မတန်မှစာရီတက်ပြီးတော့တတ်တာနဲတယ်ဆိုရင်ပညာညာအားနဲ့အင်မတန်အားနဲ့ရှိတာ
ဒါမှမဟုတ်တခါတော့ကဆရာတော်ကြီးတစ်ပါးဆရာတော်ကြီးမဟုတ်ဆရာကြီးတယောက်ကအဘိဓမ္မာတိတ်ကြွနာတယ်အဘိဓမ္မာလေးဆိုပြောလိုက်ရင်အကုန်လုံးသိပြီးသားဒါပေမဲ့ तू ကအရက်ကလည်းကြိုက်သေးတယ်မဖြတ်နိုင်တော့ तू ကသူ့ကိုယ်သူလည်းသောတာပန်ကလည်းထင်ထားသေးတယ်သောတာပန်အရက်တော့ပါသေးတယ်ဆိုလို့ရောသောတာပန်အရက်တော့လားအရက်ကတက်တက်လို့မဟုတ်ဘူးလားဟာအရက်လေအရက်တက်တက်လို့လားမလို့လားကဲတက်တက်လို့သမားတွေအရက်ကတက်တက်မလို့ဘူးလွတ်တယ်ဗျာရက်ကတပြက်သီးကိုလှုပ်ထားတာလေကဲအဲ့ဒါပေါ့စကားအတိုက်ရင်လှည့်လိုက်ရင်ကရှုပ်ကုန်ရော तू ကနဲ့ तू မူရေးစီတတ်လို့မြတ်စွာဘုရားဒီနေရာမှာလွတ်တာတက်တက်လွတ်တော့လွတ်တယ်ဒါမှမဟုတ်တက်တက်လွတ်သမားအရက်တော့ရမရဆိုဘယ်နဲ့တော့ तू ကမူရေးစီတတ်တဲ့အတွက်ကြောင့်သူတို့ပေါ့ကြည့်ရတာအဲ့တော့ तू ကအဲ့လိုမျိုးတွေဆင်ခြင်ပေးတာတွေရှိတယ်ဒါမှမဟုတ် तू ကဆေးကြောင့်ဖြစ်လာဆေးလွန်တာကိုဆရာနောက်ဆက်ခုခဲ့ဒီဘုန်းတို့တရားတွေအားထုတ်တဲ့ခါမှာတတ္တဆရာနဲ့ပညာဆရာကိုညီရမယ်သူကတတ္တဓာတ်ကချူရင်းပြီးတော့အားနေပြီးတော့ပညာတွေကသိပ်များရင်သူကဆင်ញင်နေယူဘာဖြစ်ဖြစ်ဆင်ញင်ပြီးပြီးတော့မလုပ်ချင်မလာချင်တော့ဘူးသူကမလုပ်တော့သူကတခါပညာကအားနေပြီးတော့တတ္တကအားကောင်းပြန်ရင်လေဆရာကအားကောင်းရင်အဲ့ဒီပုဂ္ဂိုလ်ကဘာတွေလဲဆိုတော့တရားသိကောင်းနေတော့ဟာဒါအပြင်ဒီကြီးညိုစရာကောင်းတယ်ဆိုကြီးညိုလိုက်တာဟာဒီသိပင်ကြီးကြီးညိုရင်ဖြင့်ပူဇော်ပါဒရင်ဖြင့်ဘာအကျိုးတွေကသိပင်ကြီးလည်းထိုင်ရှိခိုးလိုက်တာဟာဘိုးတော်ကတော့ဖြင့်ဘလူပေးနိုင်တယ်ဆိုဘိုးတော်လည်းတွားပြီးတော့ပူဇော်လိုက်ပြနတ်တွေရောဆိုတော့အဲ့ဒီတရားရှိပြီးတော့ပညာနေတဲ့ပုဂ္ဂိုလ်ကြတော့ဘာဖြစ်သွားတော့တလွဲတွေကိုယ်ွယ်ပြန်ရောဒီလိုမျိုးတွေရှိလာဒါမှမဟုတ် तू ကမြတ်စွာဘုရားကဒါတွေကိုတန်ရှင်းအောင်အသိဉာဏ်နဲ့ဒီ intermediate level မှာ तू clear အများကြီးပေါ့လေပြောစရာတွေရှိတယ်အဲ့တော့နောက်တစ်ခုကအဘိဓမ္မာသဘောရကြည့်ဘုန်းတို့လူသားတယောက်ကနေလူသားတယောက်ကိုရုပ်ဆဆိုမြင်မုန်းတဲ့စိတ်ကလေးဖြစ်လာရင်တောင်မှဘာဖြစ်တော့အပြစ်မကင်းတော့မိမိတို့စိတ်ကအပြစ်မကင်းတော့ဒါမှမဟုတ်ကနောက်တိုင်း philosopher တွေပြောတယ်လူတွေရဲ့ဇေယျအမူအရာတွေကာယကံဝစီကအမူအရာတွေကိုဗီဒီယိုရိုက်ပြပြီးတော့ဒီလိုပေကားပေါ်မှာတင်ပြလို့ရတယ်လို့တဲ့စိတ်အမူအရာတွေကိုရိပ်ရှင်ရိုက်ပြီးတော့ပေကားပေါ်မှာတင်ပြမယ်ဆိုရင်လောကမှာသူတော်ကောင်းဆိုတာအင်မတန်မှရှားပါလိမ့်မယ်ကဲဒီတဲ့ပုဂ္ဂိုလ်တွေစိတ်ကိုရုပ်ရှင်ရိုက်ခံနိုင်လားအဲ့ဒါသွားပြီဟိုကြံဒီကြံနေပေါ်တော့မှာပဲအဲ့ဒါတွေအကုန်လုံးတွေးတော့မှာပေါ်တော့မှာအကုန်လုံးကလူကတော်တော်ခက်တယ်ဒီစိတ်လေးကတော်တော်ခက်တာနော်စိတ်ကသဘောကျရင်ကြသလိုမကျရင်မကျသလိုခုဒီမှာပြည့်တယ်ဘုံအမေရိကလာတဲ့ခါကျမေးခွန်းတွေအများကြီးထွက်လာဘာမေးခွန်းတွေတော့ခုမှမေတ္တာရှင်နဲ့ပတ်သက်ပြီးမေးခွန်းတွေထွက်ငါစိတ်ဝင်စားဘူးလို့အဲ့ဒီမေတ္တာရှင်ကသူ့အသေးနဲ့သူလည်းသူလမ်းသူပါရမီကုန်လို့သူကသူသွားတာပေါ့လူတွေမှာဖြစ်ကြတာပေါ့စိတ်ရဲ့သဘောကစန့်ကျဲတာကိုထူးဆန်းတဲ့ပုဂ္ဂိုလ်ဉာဏ်နုတဲ့ပုဂ္ဂိုလ်ကြတော့ကိုယ်စိတ်ကသဘောမကျနိုင်ဒီလူတွေဖြစ်လာတာပေါ့အဲ့ဒါမျိုးတွေရှိတာပေါ့ဒီကတော့ဘုန်းတို့တရားသဘောရတော့ပုဂ္ဂိုလ်တူရိယဟာပါရမီကုန်လို့ပဲဒီဘဝမှာမပြောရင်လည်းပါရမီကုန်လို့ဒါဒီဘဝဟိုလှုပ်သွားတယ်ဆိုတော့ရှင်းရှင်းလေးစဉ်းစားလိုက်တော့လည်းရှင်းရှင်းလေးပေါ့ဒီဒါမျိုးတွေရှိတယ်အဲ့တော့ तू ကဘုန်းတို့ကြတော့လူတယောက်ရဲ့မေတ္တာတရားအကျိုးလိုလားတဲ့စိတ်နဲ့ပြောမယ်ဆိုရင်တော့တယောက်နဲ့တယောက်ကချစ်ခင်တဲ့စိတ်မျိုးမေတ္တာတရားမျိုးနဲ့အကောင်းမြင်တရားမှုဒီဘာခေါ်မလဲသူ့ရဲ့ကောင်းတာလေးတွေကောင်းကွက်လေးတွေကြည့်တတ်ရင်လည်းလောကကြီးမှာကျင့်တဲ့ဆရာတွေအများကြီးရှိတာပေါ့ဒါမှမဟုတ်ဘုန်းတို့ဒီသဘောထားကွဲလွဲခွင့်ဆိုတာရှိတယ်သဘောထားကွဲလွဲခွင့်ဆိုတာဘုန်းတို့ဘာကြောင့်သဘောထားတွေကွဲလွဲလဲဆိုတော့မွေးကလေးကအရသာက6မျိုးကရှိနေတာရသာ6မျိုးကအရင်ရှိနေတာလားကိုကအရင်မွေးတာရသာ6မျိုးကရှိနေတော့မွေးလာတော့ဒီရသာ6မျိုးကိုညီကိုမောင်နှမတွေအားလုံးကတယောက်ကြိုက်တာမိဘကြိုက်တာအကုန်လုံးလိုက်ကြိုက်လို့ရပါမလားတယောက်ကအချိုကြိုက်မယ်တယောက်ကအခါကြိုက်မယ်ဆိုတော့ရသာ6မျိုးရှိနေခြင်းသူကသဘောထားကွဲလွဲခွင့်ကတော့ရှိသွားပြီနောက်တစ်ခါအာယုံ6မျိုးရှိဘူးလားအာယုံကလည်း6မျိုးဟိုတယောက်ကယူပါယုံကိုကြိုက်မယ်ဒီပုဂ္ဂိုလ်ကတတ္တယုံကိုကြိုက်မယ်ဆိုတော့သဘောထားပဲနဲ့တော့ကွဲလွဲခွင့်ရှိပြီတရားဘုန်းတို့တရားရင်းကျစ်တယ်ဆိုတာသဘောထားကွဲလွဲခွင့်ကိုစိတ်ထဲမှာသဘောပေါက်ထားရင်လည်းမဆိုးလာဘူးဗျာဒီနေ့အပြင်ပြောမှဆိုသဘောထားကွဲလွဲခွင့်ဆိုတာယောနိတော်မနတိကာရပေါ့တင့်တရားနှလုံးသွင်းတဲ့သဘောမျိုးတက်ရောက်တော့ तू ကတယောက်နဲ့တယောက်မေတ္တာတက်တယ်ပေါ့ဒီနေ့အပြင်မေတ္တာမပြတ်ဘူးပေါ့ဘုလိုဆိုရင်တော့သဘောထားကွဲလွဲတာကြီးကိုပဲရှောက်ပြောနေလို့ကတော့မဆုံးနိုင်ဘူးပေါ့အဲ့တော့ပြီးတော့မှသဘောရကြတော့ခုနပြောတဲ့အတိုင်းလူတယောက်ဟာအာဃာတစိတ်ကောက်ချစ်တဲ့စိတ်ထဲမှာခုနေတဲ့စိတ်မြင်မုန်းတဲ့စိတ်အထင်မြင်လွဲတဲ့စိတ်တွေဖြစ်လာရင်ဒါပြီးတော့မှသဘောရစိတ်တွေမစင်ကြဲဘူးစိတ်တွေအစင်မစင်ကြဲဘူး
အဲ့တော့မစင်ကြယ်တော့ဘာဖြစ်သွားလဲအဘိဓမ္မာသဘောအရအပြစ်တွေဖြစ်လာအဲ့ဒီအပြစ်တွေနဲ့သေမယ်ဆိုရင်လူတယောက်ဟာဘယ်ကြမလဲဘယ်လေးပါးကြနိုင်လားဒါကြောင့်မို့သူကပြောတယ်ဝီနီးစင်ကြယ်ယုံနဲ့ဝီနီးစင်ကြယ်ရင်ဘယ်လေးပါးလွတ်နိုင်တယ်ဆိုပေမဲ့လို့အဲ့ဒီယဟန်ရဲ့စိတ်မှာအဘိဓမ္မာသဘောအရစိတ်တွေမစင်ကြယ်ဘူးဆိုရင်လည်းဒါအပယ်လေးပါးကလွတ်ပြီးလို့လုံးဝအာမခံလို့တော့မရဘူးဒါကြောင့်မို့ပုရုဇဉ်တွေဟာဘယ်တကားမပိတ်သေးဘူးဆိုတာပြောချင်တာဟုတ်ကလားအဲ့ဒါအပြည့်ရဲ့သဘောအဲ့လိုရှိလာတယ်ကောင်းပြီအဘိဓမ္မာအပြည့်ကိုဒီပြောတော့တရားတွေအားထုတ်မယ်ဗျာဝိပဿနာတရားတွေအားထုတ်မယ်ဗျာဒါဆိုရင်အပြည့်ကင်းပြီလားလို့ပြောတော့စင်ကြယ်ပြီလို့ထင်နိုင်လားမထင်တော့ဘာပြည့်တရားကြံလဲတုတ်တံပြည့်တရားကြံနေဗျာရောတုတ်တံပြည့်ဆိုတာဘယ်လိုပါလဲဆိုတော့တုတ်တံပြည့်မှာသူကခုနအပြည့်ဆိုတာဘာလို့မလုံနဲ့ဆိုတဲ့အရာကိုမလုံတာလှုပ်တာလှုပ်ဆိုတဲ့အရာတွေကိုမလှုပ်တာကဒါအပြစ်နော်ဘုံပြောပြီဘုံရဲ့ဒါ theory သဘောအရအပြစ်ဆိုတာအဲ့ဒါကိုပြောပြီအဲ့တော့သုဒ္ဓမှာကြည့်မြတ်စွာဘုရားဘာဟောတာလဲဆိုတော့သင်္ဃလောဝါဒတုတ်မှာဆိုရင်ဝတ္တရားတွေဟောပြီကျင့်ဝတ်တွေဟောပြီမိဘဖြစ်လာပြီဆိုရင်မိဘဝတ္တရားတွေမရှိဘူးလားသာသမီတွေရလာပြီဆိုရင်သာသမီကလည်းသာသမီဝတ္တရားမရှိဘူးလားအဲ့တော့မိဘကသာသမီတွေမွေးပြီးတော့မိဘဝတ္တရားအရစောင့်ရှောက်မှုမရှိဘူးဆိုရင်ဘာဖြစ်တော့ဝတ္တရားပြက်ကွက်တယ်ဝတ္တရားပြက်ကွက်ခြင်းကဒါမိဘတွေမှာအပြစ်ဖြစ်မနေဘူးလားအပြစ်ဖြစ်နေတယ်ဒါမို့လူလောကမှာဒီအပြစ်တွေကရဟန်းတော်များလို့ဝိနည်းပြစ်လို့မပြင်းထန်မှုဆိုပေမဲ့လို့သုဒ္ဓံထဲမှာအဲ့လိုဝတ္တရားပြက်ကွက်တာလည်းဒါအပြစ်ပဲလူတွေမှာကဲ့ရဲ့ွယ်ဖြစ်တာပဲနော်လူကြတော့ဝိနည်းနဲ့တိုက်ရမယ်ပဲတဲ့ခါကျတော့ပဏ္ဏတိပါဒတို့အရိဏဒါနတို့ကသုဒ္ဓံထဲမှာပါတာပေါ့ကံတွေပါတာပေါ့ကံ၅ပါးတို့ပါလို့ပါလာတယ်ဇတ်တော်တွေတော့သုဒ္ဓံတွေမှာကံ၅ပါးတွေပါလာအဲ့တော့ကံ၅ပါးကလူတွေကပြောကြတယ်ဟာဒီပုဂ္ဂိုလ်ကစာရိတ္တကောင်းမွန်တယ်ပြောကြတယ်ကျမ်းဂန်သဘောအရကြလို့သူကစာရိတ္တနဲ့ဝါရိတ္တဆိုပြီးတော့နှစ်မျိုးခွဲတယ်စာရိတ္တကဘာလဲဆိုတော့ခုနလိုတန်ဝတရားတွေကိုပြုတင်ပြုလိုက်တာတွေကိုကိုကပြုရမှာမိဘဝတရားခြေရမယ်သာသမီကသာသမီဝတရားခြေရမယ်ဆရာကဆရာဝတရားတပည့်ကတပည့်ဝတရားရဟန်းတန်ဃာတော်တွေကရဟန်းတန်ဃာတော်တွေဝတရားတရားဓမ္မတွေကတရားဓမ္မတွေဝတရားတွေကိုခြေရမယ်အဲ့တော့အဲ့လိုခြေတဲ့အခါမှာဘာဖြစ်လာလဲဆိုတော့မခြေရင်အပြစ်ဖြစ်တယ်အဲ့တော့ခြေရင်အပြစ်မဖြစ်ဘူးဆိုတဲ့သဘောသိရောက်တဲ့ခါကျတော့ तू ကဘလို့ဖြစ်လာလဲဆိုတော့အဲ့ဒီဝတရားတွေကခုနကစာရိတ္တနဲ့ဝါရိတ္တဆိုတာစာရိတ္တကြတော့ तू ကလောကရဲ့ကျင့်ဝတ်တွေဟိုလူကြီးကိုလူငယ်ယူသေးတာကဲမျိုးသေးတော့ဘာဖြစ်လဲဆိုတော့မျိုးသေးတော့ဒီလိုအပြစ်ကြီးပေါ်လေခုနဒုစရိုက်အပြစ်မျိုးကြီးတော့မဖြစ်ဘူးဒါမှအများကဲ့ရဲ့ွယ်ဖြစ်တယ်အများကိုရှုချွယ်ဖြစ်တယ်ပေါ့ဒါကစာရိတ္တသီလကြတော့ကျင့်ဝတ်တွေပြင်စာရိတ္တသီလခေါ်တယ်ဝါရိတ္တသီလကြတော့တားမြစ်သီလလေအဲ့တော့မိဘကကိုသားသမီးကိုမင်းသူများသက်တတ်တာမတတ်နိုင်ရင်တော့ကောင်းတယ်မထိနိုင်ရင်လည်းမတတ်နိုင်ဘူးပေါ့ဒီလိုလုပ်လို့ရလားဘာလို့ရလဲဝါရိတ္တသီလကြဘာဖြစ်တော့တားမြစ်သီလကဘာလို့ရမလို့စောင့်ကိုစောင့်ရမယ်လိုက်ကိုလိုက်နာရမယ်သူကဒါမျိုးတွေဖြစ်လာတော့မြတ်စွာဘုရားရဲ့တရားတော်ဒီမှာကသူကတခါလေးအကျဉ်းချက်တွေရှိတယ်ရှောင်ရမယ့်တရားနဲ့ဆောင်ရမယ့်တရားနှစ်ခုကျုံးလာလို့ရှင်ဘယ်ဟာကိုအရင်ညှို့မလဲပေါ့ကုသိုလ်ဖြစ်เสียအကြောင်းတရားနဲ့ကုသိုလ်ဖြစ်เสียလမ်းနဲ့အကုသိုလ်ဖြစ်เสียလမ်းနဲ့တည်းလာရင်ဘယ်ဟာကိုအရင်ဟောမလဲဆိုတဲ့ကိစ္စတွေအကုသိုလ်ဖြစ်เสียတွေကိုအရင်ရှောင်မှုအတွက်အရင်ဟောမယ်ပြီးတော့ဘာဖြစ်လဲကုသိုလ်ဖြစ်เสียတွေဆောင်မှုအတွက်နောက်မှဟောမယ်ဆိုတာဒါရှိတာတချို့ကြတော့လေကောင်းတာကိုအရင်ညွှန်းမယ်သူတို့ပြောကြတာပေါ့ဘုရားတရားတော်မှာသူကအကိုးတာတကဆိုရှိတာပေါ့အာတိဝနဇဘာလနံတို့ပဏိတာနိသတိဝနံတို့ကြပါတော့မြတ်စွာဘုရားကမကောင်းတာကိုအရင်ပယ်ဖို့အတွက်ညွှန်ကြားပြီးမှကောင်းတာကိုဆောင်မှုအဲ့တော့ဘာကြောင့်အဲ့လိုပြောလဲဆိုတော့ကုသိုလ်ကောင်းမှုဆိုတော့ကုသိုလ်တရားကိုမလုံးမိရင်သူကကိုယ်မှာကုသိုလ်မဖြစ်မှာပဲရှိတယ်အကျိုးပစ္စည်းလောက်အောင်တော့တလောက်ကြီးမဖြစ်သေးဘူးအကုသိုလ်တရားတွေကိုလုံးမိသွားလို့ရှိရင်သူကတခါလေကျတော့ပေးဆက်လို့မကုန်နိုင်အောင်တခါလေကျအကုသိုလ်ဖြစ်သွားတာတဲ့ဥပမာအဇရတမင်းသားတို့ဘာဖြစ်တော့အဖေကိုတတ်မိတဲ့ခါကျတော့ကယ်လို့ရသေးလားကယ်လို့မရတော့မေဖို့တရားသူရနိုင်တော့ကတရားတရားရှိတဲ့အဇရတမင်းသားဟာအဖေကိုတတ်မိတဲ့ခါကျတော့ဘာလို့တော့ကယ်လို့မရဘုရားကယ်လို့မရတော့ကယ်နိုင်တဲ့အတိုင်းတာတော့ကယ်တယ်မရဘူးတော့မြတ်စွာဘုရားကအရေးပေါ်ကြီးကျုံးလာလို့ရှိရင်အင်္ဂုလိမာလာကြီးသူ့အမေတတ်တော်မယ်ဆိုတော့ဘု
ဖះကနောက်မှဒီကောင်ကိုကြည့်ကြဟောရမှာပဲဆိုရပါမလားဘယ်ဘာလို့ရတော့အားချင်းကိုသွားတခါလေတကယ့်ကိုအားချင်းသွားပြီးတော့အမေနဲ့သားကြမှာဝင်ရက်တာဘာကြောင့်ရက်တော့မပြုတ်မိတဲ့မလုံးတဲ့အရာကြီးကိုလုံးမိရင်သူတအားနစ်နာသွားမယ်ဘယ်လောက်ဒီနစ်နာသွားမလို့မဲ့ဖို့တရားဓုတွေတောင်မှလွတ်သွားနိုင်တယ်ဒါကြောင့်မြတ်စွာဘုရားအဲ့ဒါမျိုးတွေမလုံးတဲ့အရာတွေကိုရှင်းနေတယ်ဒါကြောင့်မို့မင်္ဂလာတုတ်တရားအရာအာတိဝနသပါလနံပဏိတာနိသတိဝနာကိုဘာကိုရင်ဟောတော့အာတိဝနသပါလနံလူမိုက်တွေကိုမပေါင်းဖို့ကအရေးကြီးတယ်နောက်တစ်ခုကဓမ္မစကြာတုတ်ကြတော့ဒွေမေဘိက္ခဝေအာနာပပစီသူကအစွန်းနှစ်ပါးကိုဒွေမေဘိက္ခဝေအာနာအစွန်းနှစ်ပါးကိုဘာလို့ရမလို့ရှောင်ရမယ်ပြီးမှဘာလမ်းကိုခေါ်တော့ဝိသိမပရိပါဒဟောတယ်အဲ့လိုရှိတယ်အဲ့တော့တုတ်တန်သဘောအရဘုန်းတို့မှာတုတ်တန်ပြည့်တည်ဖြစ်နိုင်တယ်အများကြီးရှိတယ်တဏှာမှာတော့မြတ်စွာဘုရားတုတ်တန်မှာဘာဟောတာလဲဆိုတော့မြတ်စွာဘုရားဘာဟောတာလဲဆိုတော့အနာဂတံပါရံအာဝတိအာဂတံပါရဏအာဝတိကိုယ့်ဘောမှာမကြရောက်တဲ့တာဝန်တွေကိုထမ်းဆောင်ရင်လည်းအဲ့ဒီပုဂ္ဂိုလ်ကဘာလားဒါအပြည့်ပြည့်သူအပြည့်ရှိသူကြားရောက်လာတဲ့တာဝန်တွေကိုကြတော့ရှောင်လွှဲတယ်ဆိုရင်လည်းဒါဘာလားအပြည့်ရှိသူတဲ့ဘုန်းတို့ဘဝတွေမှာကြားရောက်နေတဲ့တာဝန်တွေကိုတခါလေဘုန်းတို့မရှောင်လွှဲဘူးလားရှောင်လွှဲတယ်နော်အဲ့ဒါဘာဖြစ်နေတော့သုဒ္ဓံသဘောရအပြည့်တွေဖြစ်တခါလေကျမကြောက်တဲ့တာဝန်တွေကျသွားပြီးတော့သွားဖက်ဆင်ဆက်ဥပမာဆိုတော့တခါကြီးကရုံးမှာတခုလက်မှတ်ထိုးပြီးတဲ့ပုဂ္ဂိုလ်ဒီမကြီးကိုတာဝန်မရှိဘဲနဲ့တခါကြီးရဲ့ကိုယ်စားလက်မှတ်သွားထိုးပြီးရင်ဟိုကရှောရှူဖြစ်သွားရင်တော်ရဲ့မဖြစ်ရင်ဘာဖြစ်တော့ပြဿနာအကြီးကျယ်ဖြစ်လက်မှတ်ဆိုတာအင်မတန်အရေးကြီးတာအဲ့ဒါဘာလို့လက်မှတ်ရဲ့သဘောကကိုယ်နဲ့တာဝန်မပတ်သက်ဘဲနဲ့သွားလက်မှတ်မထိုးနဲ့တခါလေဗမာတော့ကြည်ထိုးရင်ထိုးတာအဲ့ဒါပြဿနာဖြစ်ရင်တော့အဲ့ဒါဒုက္ခပဲဒါမျိုးတွေရှိတယ်သူကဘာလို့ကိုယ်နဲ့ကိုယ်တာဝန်မရှိတဲ့အရာကိုတာဝန်သွားမလုပ်နဲ့တာဝန်သွားမယူနဲ့ဘာဖြစ်တော့ပြဿနာတွေအများကြီးတက်သွားတယ်ခုတချို့စီရှိတယ်မို့လားကိုယ်တငယ်ချင်းတွေယုံကြည်အာမခံတာလေဂျာရီကနေအာမခံပြီးတော့တကယ်တမ်းပြောမယ်ဆိုအာမခံပြီးတဲ့ပုဂ္ဂိုလ်ကတာဝန်ရှိတယ်ပတ်စံနေပါချင် तू ကမပေးရင်အာမခံတဲ့ तू ကတော့ပေးရမှာဒါပေမဲ့ခုနကကုလူမျိုးကတခါလေလွယ်လွယ်လုပ်တဲ့အလေးချင်းရှိတယ်ဒါတွေတော့ရှိသွားတယ်ဒါကြောင့် तू ကကိုယ်မလုံးတဲ့အရာတွေကိုမလုပ်ပါနဲ့တဲ့ကိုယ်မှမကြောက်ရတဲ့တာဝန်တွေမလုပ်နဲ့အဲ့ဒါဆိုရင်တော့မြတ်စွာဘုရားကကိုယ်တဏ္ဍာမှာကိုယ့်အပေါ်မှာမကြောက်ရတဲ့တာဝန်ကိုမကြောက်ရောက်သလိုနေတတ်ရင်ပဏိတာတဲ့ပညာရှိတယ်ကြောက်တဲ့တာဝန်ကိုကြတော့ကြောက်သလိုကိုတာဝန်ယူရင်ပဏိတာပညာရှိတယ်သူကအပြစ်ကင်းသူပေါ့ခုနကြတော့မကြောက်ရတဲ့တာဝန်ကြတော့သွားလုပ်တယ်ဘာဖြစ်လို့ဘာလအပြစ်ရှိသူတနည်းအားဖြင့်လူမိုက်ကြောက်တဲ့တာဝန်ကြတော့သူကရှောင်တိန်တယ်လှုပ်တယ်ဆိုရင်ဘာဖြစ်တော့ဘာလပညာခုနလူမိုက်ဖြစ်သွားတယ်သူကအဲ့ဒါကလည်းပဲသုဒ္ဓံအဖြစ်ဆိုတာဒီမှာရှိလာတယ်နောက်တစ်ခုကြတော့ကျမ်းဂန်ဒီမှာဘာပြောလဲဆိုသုဒ္ဓံမှာအဘူတံအဘူဒတော့နေဖေတိတပါတယ်မြတ်စွာဘုရားဟောတာဒါသုဒ္ဓံမှာဟောတာဘာပြောလဲဆိုတော့ဖျားတရားတန်ခါယနာသုံးပါးရဲ့ဂုဏ်ကျေးဇူးတွေကိုအပြစ်တွေပြောလာတဲ့အခါမှာကိုကဖျားတရားတန်ခါယနာသုံးပါးရဲ့ဂုဏ်ကျေးဇူးအပြစ်ပြောလာတဲ့ပုဂ္ဂိုလ်ဒီပြစ်တွေကဖျားတရားတန်ခါယနာသုံးပါးပေါ်မှာမရှိပါဘူးလို့နေဖေတိတပါဖြည့်ရှင်းရမယ်ဖြည့်ရှင်းရမယ်ဘုရားတရားသံဃာယနာသုံးပါးရဲ့ဂုဏ်ကျေးဇူးတွေပြောလာရင်ကိုကဘာဖြစ်ပြရမလို့တရားတွေကတော့မဟုတ်ဘူးဒါတွေကတော့ဟုတ်တယ်ဆိုဖြည့်ရှင်းရမယ်တဲ့ကဲဒီမကြီးတို့ Facebook မှာဘယ်နှခါဖြည့်ရှင်းတော့ကဲ Facebook ကိုင်တဲ့ပုဂ္ဂိုလ်တွေကဲတခါကြီးတို့ဘယ်နဲ့တော့ဟင် Facebook တွေသိမကိုင်ဟုတ်လား Facebook တွေမှာပလူပြောင်းတခါလဲဘုရားတရားသံဃာယနာသုံးပါးရဲ့ဂုဏ်ကျေးဇူးတွေမဲ့ကိုတခါတော့ကဘာလုံးကဝိုင်းကြည့်ကြကဲဘာတွေဖြစ်ကုန်အဘူဒတော့နေဗေဒတာပါဘုရားတရားသံဃာယနာသုံးပါးရဲ့ဂုဏ်ကျေးဇူးမဲ့တွေကိုပြောဆိုလာလို့ရှင်ဒါတွေကဘုရားတရားသံဃာပေါ်မှာဒီတရားတွေမဟုတ်ပါဘူးတရားမျိုးတွေမဖြစ်နိုင်ပါဘူးလို့ဖြေရှင်းရမယ်တဲ့မဖြေရှင်းဘူးဆိုရင်ဘာဖြစ်တော့သုဒ္ဓံသဘောအရတာဝန်ကင်းလားတာဝန်မကင်းတော့ပြည့်တည်ဖြစ်လာဒါမှအဲ့တော့အပြစ်ဆိုတဲ့နေရာမှာဘယ်ရှုထောင့်ကရှိမလဲဆိုတဲ့နေရာကြည့်လာရောများသောအားဖြင့်တော့ဘုန်းတို့ကဘာရှုထောင့်နဲ့ကြည့်ကြတော့ဝီနီးရှုထောင့်ကကြည့်ပြောတာရှိတယ်အဘိဓမ္မာရှုထောင့်ကကြည့်ပြောတာရှိတယ်သုတော်ရှုထောင့်ကကြည့်ပြောတာရှိလားအဲ့တော့မရှိဘူးမရှိတဲ့ခါကျဘာဖြစ်လို့ရဟန်းတန်ဃာတော်တွေကဒီအမျိုးသားကြီးအတွက်သူ့မို့သာသနာတော်ယက်တီကြောင်းတဲ့ပြောလာတဲ့စကားတွေကိုတစ်ဖက်ကလည်းဘာပြောလာလဲဆိုတန်ဃာတော်တွေဟာ politics နိုင်ငံကြီးထဲမှာပါလာတယ်လို့ accuse လုပ်တယ် accusation ဖြစ်လာပြီအဲ့တော့ရဟန်းတန်ဃာတော်တွေကဘေးပဲထွက်ထိုင်မလား
လှုပ်တင်တာလှုပ်လိုက်တာလှုပ်ရမလားပြေးကြလားအေးအဲ့လိုအားပေးဖို့ရရင်ဘုန်းလည်းဗမာပြည်ရောက်ရှေ့ဆက်လုံးမယ်ဒီမကြီးတို့ကမလုံးနဲ့ဆိုရင်တော့ရက်တနာရမှာလားဘယ်နဲ့တော့လှုပ်တင်တာလှုပ်ရမှာလားလှုပ်ရမှာပဲလှုပ်လို့မရဘူးတပိုင်းနဲ့ချီပြောမယ်ဆိုအများကြီးရှိတယ်ဒါမှမဟုတ်သူကအဲ့ဒါသဘောထားကွဲလဲခွင့်ဆိုတဲ့နေရာမှာကိုကဒီဟာတွေလှုပ်တဲ့အတွက်ကြောင့်လှုပ်တဲ့ပုဂ္ဂိုလ်လည်းပြည့်တင်စရာမရှိဘူးဒါသူခံယူချက်နဲ့သူလှုပ်တာဘုန်းတို့ပြည်မှာကအဲ့ဒီယုံကြည်ချက်တွေခံယူချက်တွေက apply မလုပ်လိုက်တဲ့ခါကျတော့တခါလေကျပြဿနာတွေကအောက်ခြေရင်ဖြစ်နေတာဥပမာဆိုတော့ဘုန်းတို့မျိုးဆောင်ဥပဒေဆိုတော့မျိုးဆောင်ဥပဒေကရဟန်းတန်ဃာတော်တွေက14နှစ်သမီးလေးတွေနဲ့အခုလက်ရှိဥပဒေကလက်ထပ်ခွင့်ပေးထားတဲ့အတွက်ကြောင့်မျိုးသမီးတွေအတွက်နစ်နာတဲ့အတွက်ကြောင့်ဒီဟာတွေကသူကဒလိထုံးစံဥပဒေက14နှစ်နဲ့လက်ထပ်ခွင့်ရှိတယ်အခုလက်ရှိဥပဒေကလည်း54ခုနှစ်ဆွတ်ထားတဲ့အမွေဆက်ခံခွင့်ဥပဒေကလည်းမိဘကခွင့်ပြုသူဖြစ်တယ်ဆိုလို့ရှိရင်14နှစ်နဲ့လက်ထပ်နိုင်တယ်14နှစ်ကနေအသက်20အတွင်းလက်ထပ်နိုင်တယ်ပြောတော့အဲ့ဒါတွေကိုသူကမိဘတွေကသဘောမတူတခါလေတခြားဘာသာဝင်တွေတချို့မို့တခြားကိုယ်ဘာသာဝင်ချင်းချင်းတွေဖြစ်လာတဲ့အခါမိဘတွေကသွားပြီးတော့ဖြစ်တဲ့အခါမှာသူတို့ကဘာနဲ့သွားပြောလဲဆိုတော့လူအခွင့်အရေးတွေကိုချိုးဖောက်တယ်ဘာသာလွတ်လပ်ခွင့်မရှိဘူးလို့ပြောလာတာအဲ့ဒါတွေကရဟန်းတန်ဃာတော်တွေကအဲ့ဒါကိုမတရားဘူးလို့ထင်တဲ့အတွက်ကြောင့်သူကလက်မှတ်ကောက်ခံပြီးတော့ထက်ကိုတရားမှာတရားဥပဒေအရဘုန်းတို့ဒီမိုကရေစီစနစ်အရာဆိုရင်လူတိုင်းမှာသဘောထားကွဲလွဲခွင့်ရှိလားသဘောထားကွဲလွဲခွင့်ရှိတယ်ကိုကလည်းဒီဟာကိုဥပဒေကိုကိုယ့်ဘက်မှာနစ်နာတယ်ဆိုရင်လက်မှတ်ကောက်ခံလွတ်တော်တင်သူတို့ဘာသာဆိုပြလိုက်မယ်ဘုန်းတို့ဘာမှအချင်းချင်းပြောစရာမလိုဘူးကြားထဲမှာဖြတ်တိုက်စရာမလိုဘူးမျိုးသမီးတွေကလည်းမျိုးသမီးခွင့်ရေးအတွက်ဆုံးရှုံးနေထင်ရင်ကိုယ့်ကိုလက်မှတ်ကောက်ခံထက်ကိုတင်အထက်ကဆွေးနွေးလိမ့်မယ်ဘုန်းတို့အချင်းချင်းမှာဒါဘာမှပြောစရာမလိုဘူးခုကြတော့အဲ့ဒီလိုဒီမိုကရေစီသဘောအရနားမလဲတဲ့ခါကျတော့ကိုယ့်ချင်းချင်းအောက်မှာတွေဖြစ်တဲ့ခါမှာဖြတ်တိုက်တဲ့ခါကျတော့စကားတွေကရှောက်ပြီးတော့ဖောင်းဖွားကုန်တာလုတ်ပိုင်ဝင်တွေကိုတကူးတကူးကြော်လာပြီးတော့စကားတွေပြောလာဒါကြောင့်မို့ခုကမျိုးဆောင်ဥပဒေကကဘာကျော်သွားတာကို6ကိုကကဘာကျော်သွားတာတကယ်တမ်းဆိုထက်မှသူကသူဆွေးနွေးလိမ့်မယ်သူတို့ဘာသာအထက်ကကိုယုံကြည်လို့တင်ထားတဲ့ပုဂ္ဂိုလ်တွေကသူကသူဆုံးဖြတ်မယ်ဖြစ်တဲ့နေဆိုလဲဒါဥပဒေပြုအောင်မယ်မဖြစ်တဲ့မှုဆိုရင်လည်းဥပဒေမပြုအောင်မရှိတာပဲအောက်မှာပြောစရာမလိုဒီနိုင်ငံလေးကြအဲ့ဒါပေါ့ဒီမိုကရေစီကိုကြားတဲ့အခါဒီမိုက်တို့ကြိုက်တယ်ရလို့တက္ကစီသမားသူကသူလူခွင့်ရေးချိုးပေါက်ခံရတဲ့ထင်သူကဆန္ဒပြမယ်ဒါတွေကိုလွတ်တော်တင်မယ်သူကသူလွတ်တော်ပြန်ကြည့်လိုက်မယ်immigrant တွေကဘုန်းတို့တို့နင်နာတဲ့ထင်ဒီစကားပြောမယ်သူကသူလွတ်တော်အဆုံးပြမယ်အောက်မှာဘာမှပြောစရာမလိုဘဝပြည်ကြတော့အဲ့ဒါတွေမရှိတဲ့ခါကျတော့တန်ဃာတော်တွေဟောဖြစ်လာတဲ့ခါဘုန်းတို့ကအဲ့ဒါတွေကိုမြို့သမီးလေးတွေ14နှစ်နဲ့လက်ထားတာနင်နာတယ်နောက်တလင်တမယာစနစ်တွေကဒီတဲတဲကွယ်ကွယ်ရှိမထားတဲ့အတွက်ကြောင့်မြို့သမီးတွေအတွက်နင်နာတဲ့အတွက်ကြောင့်ကိုယ်ဆွမ်းတဲ့ကမားတွေနင်နာနေလို့တန်ဃာတော်တွေကပြောမပြောရဲလို့အဲ့ဒါကိုပြောပြတာကိုပဲတန်ဃာတော်တွေကဘာလို့လူခွေးတွေပဲချိုးပေါက်တယ်လို့သူတို့ပဲလက်ကင်လို့ဖြစ်တယ်လို့ဒီကြောင့်သူ accusation တွေဖြစ်လာတာကြောင့်သူကဆက်ခုအဲ့ဒါတွေပေါ့ဘုန်းတို့ကြတော့နိုင်ငံတစ်ခုပါတီတစ်ခုဘယ်ပါတီနိုင်ခြင်းမနိုင်ခြင်းကဘုန်းတို့နဲ့မဆိုင်ဘူးအားလုံးကသူတို့ကငြင်းချမ်းစွာနဲ့တိုင်းပြည်ကိုအုပ်ချုပ်ပြီးတော့သူတို့ကတော့ရွေးကောက်ပွဲမှာတရားမျှတစွာနဲ့သူတို့ပြုကြမယ်ဆိုဘုန်းတို့ကတော့လက်ခံတာပဲဘယ်ပါတီမှလည်းစကားမလုံးဒါကြောင့်မို့ခုနကဘုန်းတို့ကဘာလဲဆိုတော့ဘုန်းတို့ကကိုရှုတော်ကိုကြည့်တယ်နေဖေတံအဘုဒ္ဓတော့နေဖေရိတပါမြတ်စွာဘုရားသာသနာနဲ့ဆက်ပြီးတော့ဂုဏ်သိက္ခာတွေကြဆင်းအောင်ဘုရားသာသနာကိုညှိုးနွမ်းအောင်တစ်ဖက်ကအတိုက်ခံသဘောဖြင့်ပြောလာမယ်ဆိုလာမယ်ဆိုရင်တန်ဃာလည်းတန်ဃာရဲ့ position ရပ်တည်ရမှာပဲဘာကြောင့်လဲဆိုရင်သုတ်တန်သဘောအရစောင့်ရှောက်ရမယ်ဝတ္တရားရှိတယ်ဒါမှမဟုတ်တခါလေကျတော့ဝိနည်းသဘောအရကြည့်မလားသုတ်တန်ဘိဓမ္မာသဘောအရကြည့်မယ်ဆိုရင်ဝိနည်းသဘောအရကြည့်မယ်ဆိုရဟန်းနယ်တွေကတပိတုလုံးသင်္ကန်းသုံးတယ်နဲ့တောထဲမှာသွားပြီးတော့ဒီဝိပဿနာတရားတွေတွားအားထုတ်နေရင်လည်းဖြစ်တော့ဖြစ်တာပဲဒါပေမဲ့အဲ့လိုနေနိုင်တော့မနေနိုင်သေးတဲ့ခါကျတော့မြူတဲ့ရွာတဲ့နေရတဲ့စုကလေးကဘာဖြစ်လာတော့သူပတ်သက်လာတယ်ပါဝင်ပတ်သက်လာပြီတရားဓမ္မတွေနဲ့ဒါတွေကကိုယ်တရားဓမ္မတွေကိုယ်ပစ္စည်းလေးပါဆိုပါဝင်ပတ်သက်လာတယ်တိုက်ပြည်တဲ့လူမျိုးအတွက်ဒါတွေပါဝင်ပတ်သက်လာတယ်ဒါမှမဟုတ်ဘုန်းတို့ကအဲ့ဒါနဲ့ပတ်သက်ပြီးနောက်လာမဲ့တရားပွဲတော့အဲ့ဒါပဲဟောရမှာအဲ့ဒါဘာလဲဆိုတော့သဘောထားကွဲလွဲခွင့်ဆိုတဲ့သဘောကအင်မတန်သိမ်မွေ့ပါတယ်သဘောထားကွဲလွဲခွင့်ရှိတယ်ဆိုတာရှိတော့အဲ့တော့ဘာဖြစ်လဲဆိုအခုကြတော့အဲ့ဒါတွေကိုမတရားလုပ်ပါတယ်ဆိုပြီးတော့တစ်ဖက်ကတော့ကြီးညာပြီးဂျီဟာလုပ်မယ်မြန်မာနိုင်ငံရဲ့အိန္ဒိယနိုင်ငံရဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့အဲ့တော့ဂျီဟာလုပ်မယ်ဆိုတော့ဘုန်းတို့က
သူတို့ကြွေးကြော်ပြီးတော့လှုပ်တာကိုလည်းတစ်ဖက်ကလည်းပြန်ပြီးတော့ကောင်းတယ်လို့မြင်ရမှာပဲဘာကြောင့်လဲဆိုရင်တရားဝင်သူတို့ကကျင်ညာမထားဘူးဆိုရင်တချို့နေရာမှာတရားဥပဒေအရဆောင်ရွက်တဲ့နေရာမှာအလုပ်ခက်တယ်အခုကတော့ဒါမျိုးရှိထားရင်နိုင်ငံတော်ကမ္ဘာစတန်ဒတ်အရာကျက်တဲ့နေရာဝင်ရှာလို့ရတယ်ကျက်တဲ့နေရာဝင်စစ်ဆေးလို့တော့ရနိုင်တဲ့အခြေအနေရှိလာတာပေါ့အဲ့တော့ကာကွယ်ကြရမှာစုပေါင်းပြီးတော့အဲ့တော့ရှိလာတဲ့ခါမှာဘုန်းတို့ကြတော့ခုနလူအစင်တန်းကသူကဘလို့အစင်တန်းမျိုးမှရှိတယ်လဲဆိုတော့မြတ်စွာဘုရားသာသနာရဲ့အစင်တန်းကငြိမ်းချမ်းရေးလမ်းစဉ်အဲ့တော့နောက်ဆုံးပန်းနိုင်ကိုကဓာတွေကိုကြော်လွန်လို့ဒီပြဿနာမျိုးမျိုးတွေကြော်လွန်နိုင်အောင်ဒီပြဿနာဒီဒုက္ခအဖို့မှုတွေကြော်လွန်နိုင်အောင်သူ့ရဲ့ဥတီချက်ကဘာလို့နိဗ္ဗာန်လေနိဗ္ဗာန်ကြတော့ဘာဖြစ်တော့ယုံနာနဲ့စရင်ယုံနာနဲ့စတဲ့ဒုက္ခတွေရောက်မှရှိနေတော့အဲ့တော့ယုံနာနေချုပ်ငင်းတဲ့နိဗ္ဗာန်ထီအောင်ရောက်အောင်ဘုရားတရားကဥတီတာ哦အဲ့တော့ပရမတ္ထသစ္စာရှင်ရောက်လာပြီခုနပြောတဲ့ advanced level ရောက်လာပြီဆိုတော့ငါသူတစ်ပါးယောက်ျားမိန်းမရှိသေးလားမရှိတော့ငါသူတစ်ပါးယောက်ျားမိန်းမရှိတော့ဒီယုံနာနေရဲ့ဖြစ်စဉ်နေယုံနာနေရဲ့သူ့သဘောသူဆောင်နေတဲ့သဘောတရားတွေယုံနာနေရဲ့အိဋ္ဌဒုက္ခအနတ္တအောင်မှာဖြစ်ပြနေတဲ့ဒီတရားဖြစ်စဉ်တွေကိုများသဘောပေါက်လေးကိုမာနတွေအတ္တတွေဖြီလျော့နိုင်လေးပေါ့နောက်တန်ရောစဉ်တွေလည်းပဲနဲလေးပေါ့အဲ့ဒီနည်းဖြင့်သူကဒီတန်ရောစဉ်ကြောင့်ဘဝတွေဖြစ်တယ်ဒါမှခုနကအမှန်တရားကိုသုံးသပ်တဲ့အခါမှာအာနာပုထုဇဉ်တွေမြင်တဲ့အမှန်တရားနဲ့ကလျာဏပုထုဇဉ်တွေမြင်တဲ့လက်ခံမှုတွေကမတူဘူးအာနာပုထုဇဉ်ကြတော့ကုသိုလ်အကုသိုလ်နားမလဲဘူးသူ့ဘဝသူ့ပြောသူ့အတွက်အကျိုးမြတ်ရှိမယ်ဆိုရင်ချတာပဲကလျာဏပုထုဇဉ်ကြတော့ကိုယ့်အတွက်အကျိုးမြတ်ဖြစ်ကောင်းဖြစ်မယ်ဒါပေမဲ့ဒါကတမ္မာဇီဝကြမကြစီစစ်လာပြီဒုစရိုက်ဖြစ်မယ်ဖြစ်စီစစ်လာပြီတခါလေကြတော့တခါအဲ့ဒီမှာလည်းပဲကြည့်ဒုစရိုက်ဆိုတဲ့နေရာမှာတရားသဘောအရဒုစရိုက်အဘိဓမ္မာသဘောအရဖြစ်တဲ့ဒုစရိုက်နဲ့လောကသဘောအရဖြစ်တဲ့ဒုစရိုက်ကတခါလေမတူပြန်ဘူးဟုတ်ကလားတူလားဥပမာဆိုတော့ဘုန်းတို့ဒီမဆလာခေတီတုန်းကမော်လမြိုင်တို့ဘာလို့တွားပြီးတော့ကိုရောင်းကိုပဲလုပ်တယ်ကိုပစ္စည်းနဲ့တရားသဖြင့်ရင်းတယ်အထယ်တို့ဘာတို့ပေါ့ပလတ်စတစ်ပြီးသွားယူတယ်နိုင်ငံတော်ကဓာရီလို့ရှိရင်ဒုစရိုက်မှုတွေပါဆိုတခါလေဘုန်းတို့ယထာပေါ်မှာပိတ်ပြီးတော့ဖမ်းတာလေးတချို့ဆိုအဲ့ဒါဒုစရိုက်မှုလားမဟုတ်ဘူးဘာကြောင့်ဒုစရိုက်ဖြစ်သွားတာတော့နိုင်ငံတော်ရဲ့သဘောအရမလုံးနဲ့ဆိုတဲ့အရာလုံးပြီးလို့တာဒုစရိုက်ဖြစ်တာဘုန်းတို့ဗုဒ္ဓဘာသာအဘိဓမ္မာသဘောအရကကိုတရားကိုယဉ်နေတာပေါ့တမ္မာဇီဝကြဘာတွေလို့ရင်တော့လည်းပဲဘယ်လိုအယောင်းဝယ်တွေလို့ရင်တော့ဟောတွေဖြစ်မလဲဗုဒ္ဓဘာသာဝင်တွေမလုကောင်းတဲ့ဒုစရိုက်ဖြစ်မလို့မူရစေဝါအသားတွေတို့လက်နဲ့တွေတို့လူကုန်ကူတာတို့ဟုတ်ကလားနောက်အစိတ်တို့ဝက်ပွင်တို့ပေါ့ဒါတွေလုပ်လို့ရှိရင်တော့ဒါတမ္မာဇီဝမဖြစ်ဘူးကြံနေရတမ္မာဇီဝဖြစ်တယ်အဲ့တော့ तू ကမြင်တာချင်းတော့မတူဘူးအဲ့တော့တခါဘာသာတရားတွေကွဲလာတဲ့အတွက်ကြောင့်လူမျိုးတွေကွဲလာတဲ့အတွက်ကြောင့် तू ကတယောက်နဲ့တယောက်မတူပြန်အခုကြည့်ဘုန်းတို့စိတ်ဝင်စားစရာဘုန်းတို့ကျိုင်းတို့ရောက်တဲ့ခါကျတော့အဲ့ဒီမှာသူတို့စကားပုံတစ်ခုရှိတယ်။ तू ကဘာလို့ ရလဲဆိုတော့လူချမ်းတွေကိုတခါလေရင်ကြီးအောင်ဆုံးမထားတဲ့လူတွေဆို ethnic group တွေပေါ့။ကျမ်းတယ်ဆိုတာကလည်းဒါ delay သဘောအရဘုန်းတို့ကကျမ်းတယ်လို့ပြောတာပေါ့။တကယ်တမ်းကျလူရိုင်းနေတော့မဟုတ်ဘူးပေါ့။စိတ်ကောင်းရှိပါတယ်။အဲ့တော့တခါမှကြည့်တော့ तू ကအဲ့မှာဒါနာပြုနေတဲ့ဘုန်းကြီးတစ်ပါးကသူ့မျိုးကပုဂ္ဂိုလ်တွေကသူ့နဲ့လာမယ်ဆိုတော့တောင်ပေါ်ကနေ तू ကတက်ရတဲ့ခါကျတော့သူက4 နာရီ5 နာရီကြာတာပေါ့ခီကိုမနေ့စွန်းစားပြီးလောက်ကတောင်ပေါ်တက်ရမှာဆိုတော့10 နာရီ17 နာရီဆိုတော့စွန့်ညင်ကလည်းကတ်နေတာဆိုတော့တရားဓမ္မတွေကိုကြိုပြီးတော့စွန့်ပြင်ခိုင်းထားတာလှုပ်ရှားရှိတာလှုပ်ထားတငယ်ချင်းတွေလာမယ်ဆိုတော့သူတက်သွားကြတောင်ပေါ်တက်သွားတဲ့ကတရားကြီးရောက်လိုက်ဘုန်းကြီးတွေရောက်လာတဲ့ကဟဲ့တရားကြီးနေစွန်းစားဖို့ပြင်ဆင်ထားပြီလားဆိုပြင်ဆင်ထားပါပြီဖေ။ဘာတွေလှုပ်ထားလဲဆိုချစ်ဖာကြီးကျိုးနဲ့ခြိထားပါတယ်ဖေလို့ပြောတာသူကဧည့်သည်လာရင်ကြက်ကိုတတ်ရတာကိုအဲ့တော့ဘာလို့ရဟန်းတန်ကတော့ဒီတွေဘာပြင်ထားလို့နေစွန်းအတွက်ချစ်ဖာကြီးကျိုးနဲ့ခြိထားတာခဲ့ကြည့်ဘယ်နဲ့လို့ဒီမှာပြင်ဆင်ထားကြပြီလားအဲချစ်ဖာကြီးကျိုးနဲ့ခြိထားတာအဲ့ဒါနေစွန်းပြင်ထားရတယ်လေဒီကောင်တခါတဘာဝတွေကတို့စမ်းကြည့်တာကျွန်တော်အလွှာမညီတဲ့ဘဝတွေမှာအများကြီးရှိသေးတယ်ဒါကြောင့်ဘုန်းတို့ကကိုယ့်ဘဝကိုကံကောင်းခြင်းဆိုတဲ့နေရာမှာဒီမှာတရားဓမ္မတွေလေ့လာရင်ကံကောင်းခြင်းဆိုတာအဲ့ဒီလိုမှန်မှန်ကန်ကန်အတိတရားကိုဉာဏ်ထဲမှာကိုအတိတရားထဲမှာလင်းလက်လာအောင်ကတော်တော်လုပ်ယူရတာနော်မလွယ်ဘူးဒါမြတ်စွာဘုရားပြောတဲ့
ဒီတရားဒါနာမှာမှားတဲ့အယူဝါဒတွေကို clear လုပ်နေရတာကအချိန်ကြီးတော်တော်ကြာတယ် clean up လုပ်နေရတာတော်တော်ကြာတယ်ခုဒီကတော့တော်တော်ရှင်းသွားပြီမလားဟင်ဒီတပတ်ဟိုထေရဝါဒဖွဲ့ရတော့တော်တော်ရှင်းနေပြီထင်မှာဟုတ်လားဒုမကြီးတွေရှင်းတော့ရှိနေတော့ရှင်းတော့ရှိနေအဲ့ဒါလေးတွေရှိတာပေါ့ဒါလည်းစိတ်ဝင်စားစရာဟင်ရှင်းစရာကိုမရှိတော့ဘူးလားအဲ့ဒါရှင်းစရာမရှိတာကိုရှုံလုံးနေလို့ဖြစ်လိမ့်မယ်ဟောကြက်တော့မချီတော့ဘူးဟုတ်တယ်လေကိုကြက်ချီတဲ့အစင်တော့မဟုတ်တော့ဘူးလေသူကချီသေးတာပေါ့အဲ့လိုမျိုးလေးတွေတခါလေးဘုန်းတောင်ဖုန်းကကျိုင်းတုံတို့ပါလို့ဆိုပညာဒါနတွေလုပ်တယ်ဆိုတာတော်တော်သနာစရာကောင်းတယ်တောင်ဒီမှာဥယျမလာကြီးလာတော့ဟာဆရာတော်သနာပါတယ်ဒီကလေးကတခါလေးညီမတွေကခုနပြောတယ်တလင်တမယားစနစ်ကမရှိတော့သာသမီလေးတွေမွေးထားပြီးပြစ်ထားတာဖေလို့တဲ့သူပြစ်ထားရတာတခါလေးအမကြီးကဒီညီမလေးတွေကိုကျောင်းလို့သူ့မှာကျောင်းမနေရဘူးတနာမင်းကတနာတာစိတ်ကလေးနဲ့တနာတာငါမှနှလုံးသားတွေကတနာလို့မဒုက္ခတွေကိုရောက်လို့အဲ့ဒီမှာကလေးကို300ကျော်ရှိတယ်10တန်းဒီသင်ပေးနေအောင်လုပ်တာတချို့ဆို12နှစ်ရှိပြီဘယ်နှစ်တန်းလဲဆိုတော့တတန်းရှိသေးတာကဲသူတို့ဘဝတွေနဲ့ဘုန်းတို့မြို့နေတဲ့ဘဝတွေကတအားကွာပါတယ်အဲ့တော့ဘုန်းတို့လည်းကိုယ့်အနေကိုပေါ့လေကိုယ်စေနာနဲ့ကိုပေါ့ဒါပင်တော့ပင်မနာပေါ့အဲ့ဒါရှိတယ်အကြောင်းနောက်ဆိုလေးလာခြင်းရင်ကိုယ့်ဘဝရဲ့ဒါမှမဟုတ်ဒီမှာကလေးတွေဆိုရင်အခုတင်နေကြလေးတွေပါလေရှင်ဘုန်းကခေါ်ခဲ့လို့ပြောတာသူတို့ကဒီမှာတကယ်လေးကိုမိဘတွေအခြေကြတဲ့အချိန်မှာသူကနေရတော့ဘဝတန်မှုသူတို့နားမလဲတခါတည်းကျဘဝတန်မှုကသူက traveling is an education နဲ့သူကအဲ့လိုမျိုးသွားပြီးတော့ဒါလေးတွေနှိုင်းရှင်ပြလိုက်မှာသူတို့ဘဝလေးတွေကဘလောက်တန်မှုကြီးနေပါလားဘလောက်ကုသကံလေးကောင်းနေမလဲဆိုသူတို့သိမှာလူတယောက်ရဲ့အတိတရားလင်းလက်သွားပြီဆိုရင်သူကတန်မှုဖြတ်လို့မရဘူးလမ်းစေးတော့ကိုရင်ကုံသွားမယ်လင်းလက်သွားတဲ့အရာကတန်မှုဖြတ်လို့မရဘူးတရားတော်ဒီနေ့တော့တခါကြီးတယောက်သူတို့ဗမာပြည်မှာတော့အခြေအနေကောင်းပါတယ်သမီးလေးနှစ်ယောက်ဘွယ်လည်းမရသေးတော့မင်းတို့မိဘရဲ့ဂုဏ်သိက္ခာဆိုတာမိဘလည်းမရှိကြတော့မင်းတို့ဘွယ်လေးတွေရအောင်လုပ်ကြဘုန်းတော်ဒါမျိုးပြန်ပြီးတော့အားပေးရတာပေါ့ဒီမှာဆိုတောဒီမှာအဲ့ဒါတွေအများကြီးရှိတယ်အဲ့ဒါဘယ်သူအပြစ်တင်မလဲဆိုလောကကြီးပြစ်တင်မယ်ဆိုပြည့်စရာတွေအများကြီးအပြစ်ဆိုတဲ့နေရာတွေအဲ့တော့ဘုန်းတို့ကအဲ့တော့ဒီ advanced level ရောက်ရင်တော့ရှင်းတယ်လေတတ္တဝါတွေမှာခုနကဘာမှငါတို့ကယောက်ျားမိန်းမဆိုတာလည်းသိပြီးတော့ရှိနေမှာကိုယ့်ဘဝလေးကိုဒီယုံနာလေးကိုရှုပြီးတော့တရားကများများသိလေလေများများရှင်းလေလေပဲတရားတကယ်သိပြီဆိုများများလို့ဆရာမရှိတော့ဘူးသင်စရာတွေတော့သိမရှိတော့ဘူးယုံနာနှစ်ပါးသိပြီးတော့မေဖို့တရားတွေရတဲ့ပုဂ္ဂိုလ်တွေအများကြီးရှိတယ်ခန္ဓာ၅ပါးလောက်ပဲနားလည်ပြီးတော့မေဖို့တရားတွေရတဲ့လူတွေအများကြီးရှိတယ်ဓာတ်ကြီး၄ပါးလောက်သိပြီးတော့မေဖို့တရားတွေရသွားတယ်လို့အများကြီးရှိတယ်ဒီဓာတ်ကြီး၄ပါးလောက်နဲ့လေကိုယ်တော်မေဖို့တရားရနိုင်တာပဲမရနိုင်တာပါလေတော့အတွေ့အကြုံဟုတ်ပါမလားတောက်ပြီးလာပြီဒီဓာတ်ကြီး၄ပါးတော့ဒီလိုသင်ထားတာကြားလာပြီလေမရသေးပါလားလာပြီတန်တရားစိတ်တွေတန်တရားစိတ်တွေပေါ့တွေးခေါ်တယ်တရားမှသူကဘုရားသာသနာတွေ့မှာတက်တန်းတူတဲ့လူတွေမှာအဲ့ဒီအကျိုးအပြစ်တွေမှာအပြစ်တွေရှိတာပါဘာကြောင့်လဲဆိုတော့ကိုယ်တဏ္ဍာမှာမှားရင်းတဲ့အတွေ့အကြုံ concept တွေကအများကြီးလက်ခံထားတော့ဒါတွေကိုလည်း clear လုပ်ရသေးတယ်တက်တန်းတူတဲ့လူတွေရဲ့ delete စရိုက်ဝါဒနာတွေကအတ္တများတယ်လောဘများတယ်မာနကြီးတယ်ဒေါသကြီးတယ်ပေါ့သူကကျွန်တော်တက်တန်းတူတဲ့လူတွေရဲ့ဟွာမှာအချိန်ခါမှာယာရန်အောင်မှာဖះတော်မပွင့်ဘူးတဲ့တောင်ဖုန်းတို့မြတ်စွာဘုရားကတကယ့်ကို maximum နောက်ဆုံးအခြေအနေကဘယ်လောက်တော့ယာရန်အောက်ထစ်ဆုံး level မှာကြိုက်ကြိုက်ပွင့်သွားသလိုဖြစ်သွားတယ်။ဘာကြောင့်4000 3000 2000ကနေပြီးတော့100ဖြစ်သွားတယ်ဆိုဘယ်ဘုန်းကြီးဟောသွားတာကြားဘူးကြလဲမကြားဘူးကျမ်းဂန်တွေကမပြောတော့ဘယ်သူမှပြောရဘူးလေကျမ်းဂန်ပါရင်တော့ပြောမှာပေါ့ဘာကြောင့်ဘယ်လိုဖြစ်သွားတယ်ဆိုတာဟင်အဲ့လိုမဟုတ်ဘူးလေဒါပေမဲ့ဖြစ်ခုန sequence သဘောအရ4000 3000 2000ဆို1000ဖြစ်နေတာပေါ့နော်ဒီလိုမျိုးလေးတွေရှိတာပေါ့ဒါမှ question မှတ်တတ်မယ်ဆိုရှိပါတယ်အဲ့တော့ဘုန်းတို့ခုနကအမှန်တရားကိုရှာတဲ့နေရာမှာရှာဖွေကြပါဒီကနေ့ပြောမယ်ဆိုရင်ခုန theory တွေအကျင့်တွေဇယက်တွေကကိုယ့်ကိုယ်ဒီတကယ်အရာတွေလျှော်ရတာဒါကြောင့်မို့သူကဝိသုဒ္ဓိမဲ့အရာ purify ပေါ့သူကတန်တရားကညစ်ထေးနေတဲ့ကိုယ့်ရဲ့စိတ်အစဉ်တွေကိုတော့မြတ်စွာဘုရားနဲ့ဗာနဲ့ဥမာပေးလဲဆိုတရားတွေကြတော့ဗာနဲ့ဥမာပေးထားလို့အာတဝပေါ့အာတဝဆိုတာတခါညစ်ထေးနေတဲ့ဥမာအရက်ပလင်းများဟာတဲ့ဒီထပ်အရက်တွေကိုတခါလေခြေထားရေမွေးပလင်းများဟာထပ်ဆေးကြောပြီမဲ့လို့အနတ်ငါဒီထဲမှာရှိနေတယ်လို့ပေါ့ခုနအနုတ္တယဆိုတဲ့အာတဝကရှိထားတဲ့ခါကျတော့တရားကို
ရဖို့အခွင့်အလမ်းတွေတာပေမဲ့လို့ကို့မှာကဒီအာတဝါကကြမ်းနေတာဒါအနုတ္တိယခေါ်တာပေါ့ရင်းထဲမှာကိန်းနေတာသူကအနုတ္တိယရဲ့သဘောကအင်မတန်သိမ်မွေ့တယ်သူ့ကိုပယ်ဖို့အတွက်ကလွယ်လွယ်နဲ့တော့မရဘူးဘာကြောင့်လဲဆိုမြတ်စွာဘုရားလက်ထက်ကဒီအနုရုဒ္ဓတို့တရားထုတ်တဲ့ခါမှာသူကတကယ့်ကိုဟွာတွေပေါ့ဣတရက်တကယ့်ကိုထူးခြားတဲ့ပုံကိုယ်တွေပေါ့သူတရားထုတ်တဲ့ခါကျသူကဘာရင်ရလဲဆိုတော့ဒီဘက်ဆက်ကူအပေညင်ကအရင်ရနေတယ်ဒါပေမဲ့တရားထုတ်တဲ့မြတ်ကမရသေးဘူးသူကသူစဉ်းစားတယ်ငါတကယ်အဝေးမှာရှိတဲ့နတ်မျက်စိနန္နာနဲ့တူတဲ့ဒီဘက်ဆက်ကူအပေညင်တောင်ရနေပြီတမာရီဆိုအပေညင်မရဘဲနဲ့မဖြစ်နိုင်ဘူးလေတမာရီဆိုလည်းလုံလောက်ရှိနေပြီမိမိရဲ့ဒီ determination မဲ့ဖို့တရားတို့ကိုရလို့တဲ့စိတ်ကလည်းပြင်းပြနေတာဘာကြောင့်မရသလဲဆိုတာငါတခုခုများမှားနေပြီလားအဲ့လိုရှိတဲ့အခါမှာရှင်သာရိပုတ္တရာသွားပြီးတော့တရားစစ်ဆေးခံတာအဲ့လိုရှင်သာရိပုတ္တရာသူဖြစ်နေတဲ့အရာတွေစစ်ဆေးကြည့်တဲ့အခါကျတော့ငါရှင်နဲ့ဘာမှမမှားပါဘူးလေဒါပေမဲ့ငါရှင်မှာငါမှဒီလောက်လုံလဝိရိယတွေရှိပါလေနဲ့တရားဘာကြောင့်မဖြစ်ရသေးလဲဆိုတော့ငါမှတမာရီဒူးတွေတလောက်ရှိနေပဲမဲ့ဘာကြောင့်မရတယ်လဲဆိုတာခုနကကုတ်ကုတ်စပေါ့လေဘာများမှားနေတယ်လဲဆိုတော့တန်တရားကလည်းရှိနေတယ်ငါတလောက်ဝိရိယတွေရှိနေတယ်ဆိုတော့မတိမတာမာနာလေးကလည်းရှိနေတော့ဒီဟာလေးတွေကခန်းနေတဲ့ခါကျတော့ငါရှင်မှာတရားဓုတဲ့မြတ်ရဖို့အတွက်ခက်နေတာအဲ့ဒါတွေကိုကြောင်းကြမဲ့ထားပြီးတော့ကိုလို့ဆရာရှိတာလှုပ်ပါဆိုကြောင်းကြမဲ့တရားထုတ်တဲ့ခါမြတ်ဘုရားဓုတွေရသွားတာရှိတယ်အဲ့ဒါမျိုးတွေကြည့်တဲ့ခါမှာဘုန်းတို့မှာခုနကအမှန်တရားကိုရှာဖွေတဲ့ခါမှာသူ့ level နဲ့သူပဲဒါမို့ကျင့်စာပုဂ္ဂိုလ်တွေတင်စာပုဂ္ဂိုလ်တွေသူသိတဲ့အသိကလည်းဒါသူကလည်းသူမှန်တာပဲဘုန်းတို့ဒီတရားဓမ္မတွေများများသိလာတဲ့ခါမှာလည်းတရားဓမ္မတွေနှီးနှောပြီးတော့သိရတဲ့အတိမျိုးကလည်းအမှန်တရားလည်းသူကသူမှန်တာပဲဒါပေမဲ့မဲ့ဖို့တရားဓုတွေရလာလို့သူ့မို့လေးဒီဘိဓမ္မာတရားတွေကြည်လာတဲ့ခါမှာဘိဓမ္မာသဘောအရမြင်တဲ့ပရမတ္ထတရားတော့ပရမတ္ထသဘောလို့ပြောရပြီမဲ့လို့ name for ပေါ့ name for ပရမတ္ထပေါ့ဘုန်းတို့ကပရမတ္ထတရားတွေကိုအမိတက်ပြတဲ့အစဉ်မျိုးမှာပဲရှိနေတော့ဒီပေါ်မှာ absorb ကောင်းကောင်းမလုပ်နိုင်ဘူးသူကပယ်နိုင်တယ်ဥပမာဆိုတော့ဘုန်းတို့ဓာတ်ကြီးလေးပါသိတယ်ဓာတ်ကြီးလေးပါကိုသိတယ်နာယံမှာရှိနေတဲ့ဓာတ်ကြီးလေးပါနဲ့ကိုယ်ခန္ဓာကိုယ်မှာရှိတဲ့ဓာတ်ကြီးလေးပါဘာထူတော့ဒီကိုယ်ဒီသဘောအရမထူဘူးတကယ်ကျင့်သုံးတဲ့အပိုင်းကြတော့ attachment အရာထူမနေဘူးလားထူတယ်လေနာယံကိုခုတခါကြီးကနေနာယံကိုဝုန်းထောင်းဆိုခြေထောက်နဲ့3-4ချက်ပြစ်ကန်ကိုယ်ပါခံစားရတာဟာဒီပြုံးအောင်နေလိမ့်မယ်ကိုယ်လာကန်ရင်တော့ဘယ်နဲ့တော့ကိုယ်ဒီဓာတ်ကြီးလေးပါလာကန်ရင်ဘယ်နဲ့နေတော့ထောင်းကလေးဆိုဒေါသဖြစ်မှာသူတို့မို့ဟိုဝမ်းနေမှုတွေဖြစ်တာပေါ့အဲ့ဒါကိုကသူကဓာတ်ကြီးလေးပါပေါ်မှာထားတဲ့စိတ်စေနာပေါ့ attachment တွေကကွဲနေတယ်ဆိုတာတော့ထင်ရှားတာပဲဒါမို့ဓာတွေကိုသူက polish လုပ်ရတယ်ဒါမို့သူတို့တရားထုတ်တဲ့ကမှာအာတာပဒီကိလေသာတွေကိုပူလောင်တွေးချောက်အောင်သူက design မှသူကအာတာပပူလောင်6တွေ့အောင်လုပ်ရတယ်အဲ့ကြမှာအကုန်လုံး6သိသွားပြီဆိုမှသူ့မှာမျိုးစေ့တွေပေါက်နေတဲ့အနေအထားမရှိဘူးဆိုရင်တော့ဒါအရိယာလည်းပဲရောက်ပြီးတော့မေဖို့နိဗ္ဗာန်ကိုကူးပြီးတော့ဒါနိဗ္ဗာန်ရောက်ကြတာပဲအဲ့တော့ဒီနေ့ဘုန်းကကြုံနှုံးလေးခုနအမှန်တရားကိုရှာဖွေတယ်ဆိုတဲ့နေရာမှာအစဉ်စဉ်တွေမျိုးမျိုးရှိတယ်နောက်သဘောထားကွဲလွဲခွင့်ဆိုတဲ့နေရာမှာလည်းပဲခုနကလူတွေကတယောက်နဲ့တယောက်တဲ့ကွဲပေမဲ့လို့မိမိတို့မှာဖရာတရားတန်ခါယုံကြည်ထားတဲ့ပုဂ္ဂိုလ်တွေဆိုတာကိုယ်ခေါင်းချက်နဲ့ကိုဆက်လက်ပြီးတော့မေဖို့တရားတွေရအောင်အားထုတ်ကြဖို့ပါပဲတန်တဲ့နေမှာပွားများအားထုတ်ခြင်းဖြင့်ဒီဘဝမှာပဲမေဖို့တရားတွေရနိုင်ကြပါစေကဲ9မိနစ်ခန့်တော့ကြာနေတယ်ဗျာဘာတွေမေးကြအောင်မလို့ခုသင်္นานသားလေးတွေတွေ့ရတာတော့အင်မတန်ဝမ်းသာပါတယ်ပြန်တွေ့ရတာအကုန်လုံးကျန်ကျန်မာမာခုသင်္นานနေတော့တော်တော်လေးများလာပြီနော်တော်တော်လေးဆက်ဂျားရက်တွေလည်းရှိတယ်ကောင်းလိုက်တာဗမာပြည်လည်းခုတော့ပြီးတော့မှသင်္นานနေတော်တော်လေးခေတ်စားတယ်ဒေါ်လာတင်တို့ဘာလို့ဆိုထောင်ချီတောင်ရှိတယ်ပြောတယ်တော်တော်လေးသင်ကြတယ်ဒီမှာတော့တော်တော်လေးကံကောင်းပါလေဆရာတော်ဒီတော်တော်လေးကိုဘာလုပ်တဲ့ခါတရားမျိုးမျိုးတွေကိုတော်တော်နာရပြီသူ့ပေါင်းတင်တန်းနေလဲတော်တော်လေးစုံနေပြီဆိုတော့ဒီနေ့ကစပြီးတော့ပိဋကသုံးမူဝိနည်းကစကြက်ကြရင်မကောင်းဘူးလားငါဘာပြီလန်ပိဋကသုံးမူစံမွေးဝင်ကြမယ်လေဟင်ကဲဘာတွေမေးစရာရှိကြတော့ကဲအမြဝေကြအောင်နော်ကောင်းပါ
ရိယမြတ်ဘုရားကြောင့်ဇာမြအေကြီးဘေးမဲ့မြည်သည်ရွှေပြည်ထုတ်ချောက်လမ်းမကောက်ဖဲရောက်ရပါလို့ကျင်လေရလေဒုက္ခဘေးဒံယမအပေါင်းမကောင်းဟုသည်မြမတွေ့ရပဲသဗ္ဗအိဆာမင်္ဂလာကိုရွယ်ကားတာတိုင်းရစေသောယနေ့ယခုပြုသည်မြတ်ဘာကကိုမိဘဆေယမျိုးတဟာနှင့်ကိုမဆောင်ကြကိုဆောင်နာကအရင်စာ၍ရှိသည်မြအလုံးစုံဘုံ31ဖြစ်သည်မြဝိနည်းရတို့ရကြပါစေဘေငါဝေသည်မြာထွေသာထုခေါ်စေသောမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုယူတော်မူကြပါကုန်လော